မြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ပဋ္ဌာန်းပါဠိတော်အစဉ်အားဖြင့်သမ္မန္တရပစ္စည်းသမ္မန္တရပစ္စည်းကအနန္တရပစ္စည်းနဲ့သဘောတရားချင်းတူတဲ့အတွက်ကြောင့်သမ္မန္တရပစ္စည်းကိုမဟောပါဘဲနဲ့သဟဇတပစ္စည်းဟောကြားပါမယ်သမ္မန္တရနဲ့အနန္တရနဲ့သမ္မန္တရတရားကိုအားဖြင့်အတူတူပဲအတူတူဖြစ်တာနဲ့မြတ်စွာဘုရားဘာကြောင့်မလို့အနန္တရကိုပစ္စည်းတရားကိုဟောကြားပြီးတော့သမ္မန္တရပစ္စည်းတရားကိုထပ်ပြီးတော့ဟောကြားရတယ်လေဆိုတော့ပုဂ္ဂလိဇာတရားအားဖြင့်ထပ်ပြီးတော့ဟောကြားတယ်ပုဂ္ဂိုလ်တို့ရဲ့အလိုချို့သောပုဂ္ဂိုလ်တွေဟာအနန္တရပစ္စည်းရောတိလို့ဟောကြားလိုက်လို့ရှိရင်နားလေသဘောပေါက်သွားတယ်နာမေခဏတရားတွေအခြားမရှိကျေစုပြုနေကြတယ်ဆိုတာသဘောပေါက်သွားတယ်ချို့သောပုဂ္ဂိုလ်ကသဘောမပေါက်ဘူးတဲ့နန္တရပစ္စည်းလို့ဟောလိုက်နန္တရပစ္စည်းရောလို့ဟောလိုက်လို့ရှိရင်သဘောမပေါက်သေးဘူးမပေါက်သေးလို့ရှိရင်သမ္မန္တရပစ္စည်းရောလို့ထပ်ပြီးမြတ်စွာဘုရားဟောကြားတယ်ကောင်းစွာအကျမ်းဖြစ်ကျေစုပြုတယ်နန္တရားတွေရှိနန္တရားတွေကနေပြီးတော့နောက်နန္တရားတွေကိုအကျမ်းမရှိကျေစုပြုတယ်ကောင်းစွာအကျမ်းမရှိကျေစုပြုတယ်လို့ဟောလိုက်တဲ့အခါကျမှချို့သောပုဂ္ဂိုလ်တွေကသဘောကျတယ်သဘောပေါက်တယ်အနန္တရနဲ့သမ္မန္တရအနန္တရကစัจ java ရေမင်းကြီးကွယ်လွန်သွားတာနိုင်ရွာဆံသွားတာတာကြီးရဏမင်းဖြစ်ဖို့ရကျေစုပြုတယ်ကျေစုပြုတဲ့ကဲ့သို့စိတ်ချုပ်ပြောက်သွားတာနောက်စိတ်ဖြစ်ပေါ်လာအောင်ကျေစုပြုတယ်သမ္မန္တရကလည်းဒီတိုင်းစัจ java ရေမင်းကြီးယဟန်ပြုသွားတာယဟန်ပြုလိုက်တဲ့အခါမှာတာကြီးရဏဟာအချားမရှိခြားသောမင်းတစ်ပါးကြီးမှာအုပ်စုလို့မရတော့ချက်ချင်းမင်းဖြစ်သွားတယ်စัจ java ရေမင်းကြီးယဟန်ပြုသွားတာဟာတာကြီးရဏမင်းဖြစ်ဖို့ရကျေစုပြုခဲ့တော့သမ္မန္တရတာကြီးဖြင့်ကျေစုပြုလိုက်တဲ့ဒီတိုင်းပဲရှိစိတ်တွေချုပ်ပြက်သွားတာနောက်စိတ်တွေဖြစ်ပေါ်လာဖို့ရကျေစုပြုခဲ့တယ်နန္တရနဲ့သမ္မန္တရခုလောက်ပဲထူးကြပါတယ်သဟဇတပစ္စည်းဟောကြားပါတော့မယ်သဟဇတပစ္စည်းသဟကအတူတကွဇာတကဖြစ်တာမိမိနဲ့အတူတကွဖြစ်တဲ့ပစ္စည်းဥပ္ပံတရားအကျိုးတရားတွေဖြစ်ပေါ်အောင်ကျေစုပြုတာကိုသဟဇာတာသဟအတူတကွဇာတာဖြစ်တဲ့ပစ္စည်းဥပ္ပံတရားအကျိုးတရားတွေကိုဖြစ်ပေါ်အောင်ကျေစုပြုတဲ့ပစ္စည်းတရားဟာအကြောင်းတရားပစ္စည်းဥပ္ပံတရားကအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားဆိုတာအကြောင်းတရားကရှေ့ကအကျိုးတရားကနောက်ကအဲ့ဒါလိုပဲအာလုံးကျမ်းနာပိဋကများနဲ့တကွတာမန်ပုဂ္ဂိုလ်တွေသိကြတယ်တာမန်ပုဂ္ဂိုလ်တွေရဲ့အသိမြတ်စွာဘုရားရဲ့အသိဉာဏ်မှာတော့သဟဇတပစ္စည်းတရားအနေနဲ့ပစ္စည်းတရားအကြောင်းတရားနဲ့ပစ္စည်းဥပ္ပံအကျိုးတရားဟာအတူတကွတစ်ချိန်တည်းလို့ဖြစ်ပြီးတော့ကျေစုပြုတယ်တာမန်ပုဂ္ဂိုလ်ရဲ့ဉာဏ်မှာတော့မထင်ရှားနိုင်ဘူးမြတ်စွာဘုရားဉာဏ်တော်မှာထင်ရှားတယ်မြတ်စွာဘုရားဉာဏ်တော်မှာထင်ရှားတဲ့တရားကိုဘုရားနာပိဋကများရွတ်ဖတ်ကြရတယ်တရေစေကြရတယ်သိအောင်လေ့လာကြရတယ်နည်းနည်းခက်ခဲသိမ်မွေ့တဲ့တရားတွေပါပဲတဲ့သဟဇာတမှာတော့ကျူတင်သိထားဖို့ရပစ္စည်းနဲ့ပစ္စည်းဥပ္ပံပစ္စည်းဆိုတာကအကြောင်းတရားပစ္စည်းဥပ္ပံဆိုတာကအကျိုးတရားအခုခွဲပြထားတာမိမိတို့ရွတ်တဲ့အခါဒါပစ္စည်းတရားကိုရွတ်ထားပဲဒါကပစ္စည်းဥပ္ပံတရားအကျိုးတရားပဲလို့ဒီလိုသိသွားတာနဲ့ပဲတော်လေးရွတ်ရတာကျေးဇူးမများပါဘူးလားနောက်တစ်ခါဒီသဟဇတပစ္စည်းမှာရုပ်တရားနဲ့နံတရားကိုအဓိကထားပြီးတော့ဟောပါတယ်ရူပိနောဓမ္မာအရူပိနောဓမ္မာစသည်ဖြင့်အရူပိနောဓမ္မာအရူပိနောဆိုတာနံတရားကိုပြောတာမဟာဗုဒ္ဓစသည်ဖြင့်ရူပိနောဓမ္မာစသည်ဖြင့်ကရုပ်တရားကိုပြောတာရုပ်တရားနဲ့နံတရားနှစ်ပါးကိုအဓိကထားပြီးတော့ဟောတော့ဉာဏပိဋကများပစ္စည်းဘက်ကနံတရားရုပ်တရားပစ္စည်းဥပ္ပံဘက်ကနံတရားရုပ်တရားလေးတွေခွဲခြားပြီးတော့သိရအောင်အခုပါဠိတော်ဇေယျလေးရထားကြပါအဲ့ဒါလေးသိသွားတာနဲ့ယုံနာကတော့ကွဲသွားပါပြီတဲ့အကြောင်းအကျိုးပစ္စည်းနဲ့ပစ္စည်းဥပ္ပံရုပ်တရားနဲ့နံတရားတော့ဒီဇေယျလေးကိုကြည့်တာနဲ့မကွဲသွားပါဘူးလားကွဲသွားပါတယ်သဘောတရားတွေပဲကျေစုပြုပုံသဘောတရားတွေဟောကြားမှုပါပဲကျေစုပြုပုံသဘောတရားတွေမြတ်စွာဘုရားပူဇော်သောအဖြစ်အခုပါဠိတော်မှာရှိတဲ့တိုင်ဉာဏပိဋကများတစ်ခေါက်လိုက်ဆိုပြီးတဲ့အခါဆရာတော်အနဲ့တည်းရွတ်ဆိုပြီးတော့သဘောတရားတွေရှင်းပြ
ဒီတရားသဘောတွေဟာလည်းဘယ်မှာဖြစ်နေတာလဲဆိုတော့တရားနာပိဋကများနဲ့ထိုလိုပုဂ္ဂိုလ်များရဲ့တန်တန်မှာဖြစ်နေတာပဲတရားနာနေတဲ့အခိုက်အတန့်တော့မိမိတန်တန်မှာဖြစ်နေတဲ့တရားတွေကိုမြတ်စွာဘုရားဟောထားတာပဲလို့နှလုံးသွင်းပြီးတော့နာလို့ရှိရင်ပို့ပြီးတော့မှတ်မိမယ်ပို့ပြီးတော့ကောင်းပို့ပြီးတော့မှတ်မိမယ်သဘောတရားတွေရှင်းပြပြီးတဲ့နောက်ပိုင်းမှာဝိပဿနာရှုဖို့ရတရားနာပိဋကများဝိပဿနာယောဂီကြီးဖြစ်တော့ဘယ်အချက်မှဝိပဿနာရှုလို့ရတယ်ဘယ်အချက်မှတော့ရှုလို့မရဘူးစသည်ဖြင့်အဲ့ဒါလေးလည်းသိထားဖို့ရသိပြီးတော့ဝိပဿနာရှုပုံလေးတင်းလျော်တော့ထည့်ပြီးတော့ဟောကြားပါမယ်ပါဠိတော်ဟောကြားကြပါစို့ဆရာတော်နောက်ကအားလုံးလိုက်ဆိုရအောင်သဟဇာတာပစ္စယောတိသတ္တရောခန္ဓာအာရူပိနောပညာမဉ္ဇံအဟဇတာပစ္စိနာပစ္စယောသတ္တရောမဟာဗုဒ္ဓပညာမဉ္ဇံအဟဇတာပစ္စိနာပစ္စယောအောက်ကံဒိဋ္ဌံတိနာမရူပံပညာမဉ္ဇံအဟဇတာပစ္စိနာပစ္စယောစိတ္တစရတိကဓမ္မာစိတ္တသမုဋ္ဌာနာနာရူပနာအဟဇတာပစ္စိနာပစ္စယောမဟာဗုဒ္ဓဥပါဒရူပနာအဟဇတာပစ္စိနာပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မနံတေစီကာလေအဟဇတာပစ္စိနာပစ္စယောတေစီကာလေနာသဇတာပစ္စိနာပစ္စယောသဇတာပစ္စယောဒီသဇတာပစ္စည်းဟူဒီကသတ္တရော၄ပါးကုန်သောအရူပိနောနာဖြစ်ကုန်သောခန္ဓာတို့သည်ပညာမဉ္ဇံအညမဉ္ဇတချင်းချင်းအားအာသတ္တပစ္စိနာသာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုသည်ဟောတိဖြစ်သတ္တရော၄ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်ပညာမဉ္ဇံအညမဉ္ဇတချင်းချင်းအားသာသတ္တပစ္စိနာသာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုတတ်သည်ဟောတိဖြစ်အောက်ကဒိဋ္ဌံနေပစ္စောကာရပရိသန္တိခဏ၌နာမရူပံနာယုတ်တိအညမဉ္ဇံအညမဉ္ဇတချင်းချင်းအားသာသတ္တပစ္စိနာသာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုသည်ဟောတိဖြစ်စိတ္တသရတိကစိတ်စရတိဖြစ်ကုန်သောဓမ္မတရားတို့သည်စိတ္တသမုဋ္ဌာနာနာစိတ်ကြောင့်ဖြစ်ကုန်သောရူပနာစေတသာယောပရိသန္တိကာမဇယုတ်တို့အားသာသတ္တပစ္စိနာသာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုသည်ဟောတိဖြစ်မဟာဗုဒ္ဓမဟာဗုဒ္ဓ၄ပါးတို့သည်ဥပါဒရူပနာမဟာဗုဒ္ဓကိုမှီ၍ဖြစ်ကုန်သောယုတ်တို့အားသာသတ္တပစ္စိနာသာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုသည်ဟောတိဖြစ်ရူပိနောယုတ်ဖြစ်ကုန်သောဓမ္မာဟရိယောထုတရားတို့သည်အရူပိနနာဖြစ်ကုန်သောဓမ္မနာပစ္စောကာရပရိသန္တိနာမခန္ဓာတို့အားကိဉ္စိကာလေအချို့သောပရိသန္တိကာလ၌သတ္တပစ္စိနာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုသည်ဟောတိဖြစ်ကိဉ္စိကာလေအချို့သောပုတိကာလ၌သတ္တပစ္စိနာသတ္တပစ္စယတ္တိဖြင့်ပစ္စယောဥပါကာရောအจิตุပြုတတ်သည်နာဟောတိမဖြစ်ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်ဘောဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်း
မဆုံးသတ္တရောခန္ဓာအာရူပိနောနာဖြစ်ကုန်သောသတ္တရော၄ပါးကုန်သောခန္ဓာတို့သည်နာမခန္ဓာ၄ပါးအာရူပိနောဆိုတာရုပ်မဟုတ်ဘူးဆိုတာနံတရားတွေရူပိနောကရုပ်တွေအာရူပိနောဆိုတာရုပ်မဟုတ်တာနံတွေအဲ့ဒီနံတွေကဘယ်လောက်ရှိတယ်လဲဆိုသတ္တရောခန္ဓာ၄ပါးပဲတဲ့၄ပါးတရုပ်ကလေးဉာဏပိဋကများခုတွေးနေရတယ်ဝေကဝေဒနာခန္ဓာနောက်တော့မှဖြေရအောင်နောက်ကပိဋကတရားပဋ္ဌာန်းနဲ့ဝေးတဲ့ပိဋကလည်းပါမှာပေါ့လေပဋ္ဌာန်းနဲ့နီးနေတဲ့ပိဋကတွေလည်းလိလာပြီးတော့ပို့တယ်ပါမယ်တော့တစ်ခေါက်တော့ဆရာတော်ပြောပြပြီးတော့နောက်လိုက်ပြီးတော့ဆိုရအောင်ဝေကဝေဒနာခန္ဓာသင်ကသင်ညက်ခန္ဓာသင်နောက်သင်ကသင်္ခါရခန္ဓာဝေငါဝိညာဉ်နဲ့ခန္ဓာဝေဆိုတာဘယ်နဲ့ခေါ်ပါလဲဝေဒနာသင်ဆိုတာကနောက်သင်ကဝေဆိုတာကဝိညာဉ်နဲ့ခန္ဓာသတ္တရောခန္ဓာအရူပိနောအယသတ္တရောခန္ဓာအယဝေဒနာခန္ဓာသင်ညာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့၄ပါးသတ္တရောအယ၄ပါးတော့သိသွားပြီခန္ဓာ၄ပါးနာမခန္ဓာ၄ပါးလို့ခေါ်တယ်အာရူပိနောရုပ်မဟုတ်တဲ့နာနေဆိုတာအရာကအပြင်ဘယ်လောက်ရှိသလဲဆိုတော့စိတ်89ခုပါဠိလိုတော့စိတ်တစ်ခုရုပ်90တဲ့တစ်ခုရုပ်နေတဲ့90 89ခုစိတ်သိက်က52ပါးအရာကကလေးထင်ရှားသွားပြီအဲ့ဒါဟာနန္တရားတွေပစ္စည်းကနန္တရားပစ္စည်းဥပ္ပံဘက်ကိုကြည့်လိုက်တော့အညာမညာအချင်းချင်းအားကျေးဇူးပြုတယ်အချင်းချင်းအားလဲဒီတရားတွေပဲပြန်မရနေပါဘူးလားဝေကပါလေသင်ကနောက်သင်ကဝေငါဉာဏ်နဲ့ခန္ဓာစိတ်89ခုစရိတ်52ခုပစ္စည်းနဲ့ပစ္စည်းဥပ္ပံတရားချင်းမတူနေပါဘူးလားအဟဇာတအတူတူဖြစ်တယ်ပစ္စည်းကလည်းဒီတရားတွေပဲပစ္စည်းဥပ္ပံကလည်းဒီတရားတွေပဲတာမန်ပုဂ္ဂိုလ်ရဲ့ဉာဏ်မှာတော့အကြောင်းနဲ့အကျိုးပစ္စည်းနဲ့ပစ္စည်းဥပ္ပံဒီလိုအတူတူဖြစ်ပြီးတော့ကျေးဇူးပြုတယ်ဆိုတာထင်မှထင်ရှားပါမလားမထင်ရှားမြတ်စွာဘုရားဉာဏ်တော်မှာထင်ရှားတယ်ထင်ရှားတဲ့အတွက်ကြောင့်ကုတရားနာပိဋကများသိကြရတယ်အညမညအချင်းချင်းဆိုတာဘလို့လဲဆိုတော့အချင်းချင်းအပြာများအလှန်လှန်ကျေးဇူးပြုနေတယ်ပစ္စည်းဘက်ကဝေဒနာကပစ္စည်းဖြစ်လို့ရှိရင်ပစ္စည်းဥပ္ပံဘက်ကဒီညာသင်္ခါရဝိညာဉ်ကပစ္စည်းဥပ္ပံဖြစ်နေတယ်အကျိုးဖြစ်နေတယ်ပစ္စည်းဘက်ကဝေဒနာနဲ့ပညာကပစ္စည်းဖြစ်နေလို့ရှိရင်ပစ္စည်းဥပ္ပံဘက်ကသင်္ခါရနဲ့ဝိညာဉ်ကပစ္စည်းဥပ္ပံဖြစ်နေတဲ့အကျိုးတရားဖြစ်နေတယ်ပစ္စည်းဘက်ကဝေဒနာပညာသင်္ခါရတို့ကပစ္စည်းဖြစ်နေတယ်ဆိုလို့ရှိရင်ပစ္စည်းဥပ္ပံဘက်ကဝိညာဉ်တစ်ခုတည်းပဲပစ္စည်းဥပ္ပံအကျိုးတရားဖြစ်တော့တယ်အဲ့ဒါလိုအပြင်းများအလှန်လှန်ကျေးဇူးပြုနေတာကိုဘယ်နဲ့ခေါ်ပါလဲအချင်းချင်းနဲ့အချင်းချင်းသဘောပေါက်သွားပြီနော်နာမခန္ဓာတစ်ပါးကနာမခန္ဓာ3ပါးကိုနာမခန္ဓာ2ပါးကနာမခန္ဓာ2ပါးကိုနာမခန္ဓာ3ပါးကနာမခန္ဓာ1ပါးကိုအပြင်းများအလှန်လှန်ကျေးဇူးပြုနေတော့အချင်းချင်းလို့ဆိုလို့မရပါဘူးလားအချင်းချင်းအထိပ်ပဲသိသွားပါဒါကနံကနေနံကိုကျေးဇူးပြုတဲ့အချက်ပဲတဲ့နံကနံတွေဖြစ်ပေါ်စေပြုလေသဟဇာတာနံကနံတွေဖြစ်ပေါ်စေပြုလေသဟဇာတာအာဇာတာဒီကျေးဇူးပြုပုံ1နံပါတ်အချက်2နံပါတ်ကသတ္တရောမဟာဗုဒ္ဓသတ္တရော4ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်အညမညတာချင်းချင်းအာသတ္တပစ္စိနသတ္တပစ္စယတတိဖြင့်ပစ္စယဥပါကရောကျေစုပြုတတ်သည်ဟောတိဖြစ်သတ္တရော4ပါးမဟာဗုဒ္ဓမဟာဗုဒ္ဓ4ပါးပါကပထဝီအာကအာဘောတိကတိဇောဝါကတစ်ခါတော့လိုက်ဆုလိုက်ပါပဋ္ဌာန်းနဲ့နည်းနည်းအဘိဓမ္မာနဲ့နည်းနည်းလေးဝ
ဝေးတဲ့ပုဂ္ဂိုလ်တွေအတွက်နည်းနည်းကျေးဇူးဖြစ်မှတ်မိသွားရအောင်ပကအာကတီယဝါဘယ်နှပါပါလဲ၄ပါးကိုပါဠိလိုအားဖြင့်ဘယ်နဲ့ခေါ်ပါလဲဇတ္တာရောလို့ခေါ်တယ်ပါဠိလိုဇတ္တာရောသဘောပေါက်သွားပြီဟိုမှာပါဠိတော်ကြီးဟောတော့ဒီ၄ပါးဆိုတာလည်းသိသွားဟောလို့ကောင်းသွားပါပြီအညမညအညမညတာချင်းချင်းအားပစ္စယောဥပါကရောจิตุပြုသည်ဟောတိဟိပစ္စယုပ္ပံဘက်ကအကျိုးတရားဘက်ကလည်းပကအာကတေယဝါ၄ပါးပဲမတူပါဘူးလားပစ္စည်းနဲ့ပစ္စယုပ္ပံအတူတူပဲသဟဇာတအတူတူကจิตุပြုတာညဏပိဋကမြတ်သဘောပေါက်တော့ပဋ္ဌာန်းတွေရွတ်ခဲ့တာတော်တော်ကိုကြာခဲ့ပါပြီသဘောမပေါက်ခွင့်နဲ့ရွတ်ခဲ့တာနဲ့အခုလိုသဘောပေါက်ပြီးတော့ရွတ်ရတာနဲ့ဆိုတော့ပို့ပြီးတော့သဘောပေါက်ပြီးတော့ရွတ်ရတာပို့တော့အကျိုးများပါလေတဲ့အချင်းချင်းဆိုတာကဘယ်လိုလဲဆိုတော့ပထဝီကပစ္စည်းဖြစ်လို့ရှိရင်အာဘောတေဇောဝါယောကပစ္စယုပ္ပံပထဝီအာဘောကပစ္စည်းတရားဖြစ်လို့ရှိရင်တေဇောဝါယောကပစ္စယုပ္ပံပထဝီအာဘောတေဇောသုံးပါးကပစ္စည်းဖြစ်လို့ရှိရင်ဝါယောကပစ္စယုပ္ပံအပြအမြန်ထန်ထန်လှည့်ပြီးလေကျေစုပြုလို့ရတယ်တဲ့ဒီကတေဇောဝါယောကပစ္စည်းတရားဖြစ်မယ်ဆိုလို့ရှိရင်ပစ္စယုပ္ပံဘက်ကပထဝီအာဘောကယုပ္ပံတရားရောင်းပြောင်းပြန်ပြန်လဲကျေစုပြုနိုင်မှလဲပြီးတော့ကျေစုပြုနေမဟာဘုဒ္ဓဘာကမဟာဘုတ်၃ပါးကိုမဟာဘုတ်၂ပါးကမဟာဘုတ်၂ပါးကိုမဟာဘုတ်၃ပါးကမဟာဘုတ်တစ်ပါးကိုအပြည့်မြန်အလှန်လှန်ကျေစုပြုနေတာကိုဘယ်နဲ့ခေါ်ပါလဲအချင်းချင်းတဲ့အညမညာအထိပ္ပယ်လေးမသိသွားပါဘူးလားလောကမှာလောဟောရည်အညမညာတဲ့တတော်ကိုသုံးနေကြတာဘယ်ကအညမညာကိုယူပြီးတော့သုံးနေတယ်လေတော့မပြောတာဘူးပဋ္ဌာန်းပါဠိတွေကယူပြီးတော့သုံးနေတာနဲ့တူတယ်အပြည့်မြန်အလှန်လှန်သူကခုကိုကျေစုပြုကိုကသူ့ကိုကျေစုပြုတာကိုဘယ်နဲ့ခေါ်ပါလဲချင်းချင်းလို့ခေါ်တာတဲ့အပြည့်မြန်အလှန်လှန်ကျေစုပြုနေတယ်ယုတ်ကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာယုတ်ကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာသတ္တရောမဟာဗုဒ္ဓယမဟာဗုဒ္ဓကြီး၄ပါးကလည်းယုတ်တရားပဲအညမညာယမဟာဗုဒ္ဓကြီး၄ပါးကလည်းယုတ်တရားပါပဲယုတ်ကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာမကြိုက်ပါဘူးလားယုတ်တွေကိုပဲဖြစ်အောင်ကျေစုပြုလိုက်တယ်မဟာဗုဒ္ဓ၄ပါးကယုတ်တရားတွေကနေတော့မဟာဗုဒ္ဓ၄ပါးယုတ်တရားဖြစ်အောင်သာဇာတတိနဲ့သာဇာတာပစ္စယတတိဖြင့်ကျေစုပြုဖို့တဲ့အောက်ကံဒိဋ္ဌနေနာမရူပံဉ္ညမဉ္ဉံသာဇာတာပစ္စည်းနာပစ္စယောအောက်ကံဒိဋ္ဌနေပရိသန္တိပစ္စောကာရပရိသန္တိခဏ၌နာမရူပံနာယုတ်တိဉ္ညမဉ္ဉံဉ္ညမဉ္ဉတာချင်းချင်းအားသာဇာတာပစ္စည်းနာသာဇာတာပစ္စယတတိဖြင့်ပစ္စယောဥပါကာရကိုကျေစုပြုသည်ဟောတိဟိပစ္စောကာရပရိသန္တိခဏလို့ပြောပါတယ်စတုဝောကာရဆိုတာနာကြီးတက်တက်ရှိတဲ့ဘုံဘဝအဲ့ဒီဘုံကတော့မရဘူးတဲ့ယုံနာရှိမှယုံနာနှစ်ပါးလုံးရှိတဲ့ဘုံကိုပစ္စောကာရဘုံပစ္စောကာရဘုံမှာတဲ့နာမရူပနာအယကပစ္စောကာရပိတ္တနိနာမခန္ဓာ15ပါးယုတ်အယကရူပအယကဟရိယဝတ္ထုနာမအယကဘယ်လောက်ပါလဲ15ပါးရူပအယကဟာရိယယုတ်တစ်ပါးအဲ့ဒါပရိသန္တိခဏမှာသူတို့အချင်းချင်းအပြည့်များအလှမ်းကျေစုပြုတယ်တဲ့ပစ္စောကာရပရိသန္တိနာမခန္ဓာ15ပါးကလည်းဟာရိယဝတ္ထုယုတ်ကိုကျေစုပြုတယ်ဖြစ်ပေါ်လာအောင်တည်ရနေရအောင်ဟာရိယဝတ္ထုယုတ်ကလည်းပစ္စောကာရပရိသန္တိ15ပါးဖြစ်ပေါ်လာရအောင်တည်ရနေအောင်ကျေစုပြုတယ်ဘယ်ခိုက်တမှာလဲဆိုပရိသန္တိခိုက်တမှာတပြိုင်နဲ့ဥပခဲ့တယ်ဟာရိယဝတ္ထုကလည်းကမ္မဇာယောပရိသန္တိစိတ်နဲ့အတူတူကဥပရတော့အချင်းချင်းအပြန်များအလှမ်းကျေစုပြုလို့ရတယ်တဲ့နာမအယပ
သောကရာပိတ္တနာမေခန္ဓာ15ခုကဟာရိယရူပယဟာရိယကိုချင်းချင်းအားဖြင့်ကျေစုပြုရူပယဟာရိယဝတ္ထုယုတ်ကနာမယသောကရာပိတ္တနာမေခန္ဓာကိုချင်းချင်းကျေစုပြုအပြန်အလှန်ကျေစုပြုလိုက်ကျေစုပြုလို့ရတယ်တဲ့သူကတော့သောကရာပိတ္တနာမေခန္ဓာကနာဟာရိယယုတ်ကယုတ်ဆိုတော့နာယုတ်နှစ်ပါးကနေတော့နာယုတ်နှစ်ပါးကိုအချင်းချင်းကျေစုပြုဖို့ယုတ်နာနှစ်ထွေဖြစ်ပေါ်စေပြုလေသဟဇာတာယုတ်နာနှစ်ထွေဖြစ်ပေါ်စေပြုလေသဟဇာတာယုတ်နာနှစ်ပါးကယုတ်နာနှစ်ပါးဖြစ်ပေါ်အောင်ကျေစုပြုတာတစ်ချက်ပါတယ်တဲ့နာငါနာကိုကျေစုပြုတာကတစ်ချက်ယုတ်ကယုတ်ကိုကျေစုပြုတာကတစ်ချက်အချင်းချင်းယုတ်နာနှစ်ပါးကယုတ်နာနှစ်ပါးကိုကျေစုပြုတာကတစ်ချက်အချင်းချင်းဘယ်နှချက်ရှိသွားပါလဲ၃ချက်ရှိသွားပြီစေတသရတိကဓမ္မာစေတသမုဋ္ဌာဏနာရူပနာသာဇာတာပစ္စိနာပစ္စယောစေတသရတိကစိတ်စေတသိက်ပြုကုန်သောဓမ္မာစိတ်85ကိုစေတသိက်52ခုနာမခန္ဓာတို့သည်စေတသမုဋ္ဌာဏနာစိတ်လျင်ဖြစ်ကြောင်းရှိကုန်သောရူပနာစိတ္တဇာယောပရိသန္ဓေကာမဇာယောတို့အားသာဇာတာပစ္စိနာသာဇာတာပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောခြေသူပြုသည်ဟောတိဖြစ်ပစ္စည်းဘက်ကစိတ်စတိတ်တရားတွေဆိုနံတရားတွေပစ္စည်းဥပံဘက်ကစိတ္တဇာယုတ်တွေပရိသန္ဓေကာမဇာယုတ်တွေဆိုယုတ်တရားတွေနံကနေပြီးတော့ယုတ်ကိုသာဇာတာတတ္တိဖြင့်ခြေသူပြုဖို့နံတရားတွေကနေတော့ယုတ်ကိုဖြစ်ပေါ်စေသောအဖြစ်တည်တံ့စေသောအဖြစ်ကျေစုပြုပုံမယ်တဲ့နံကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာနံကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာနံတရားတွေယုတ်ကိုဖြစ်စေနိုင်တဲ့နံတရား85ပါးသတိ52ပါးတို့ကယုတ်တွေကိုဖြစ်စေတယ်သာဇာတာအတူတူကဖြစ်ပဲဖြစ်ဖြစ်ကျေစုပြုတယ်ဘုရုဒနာမှာလေလို့မေးလိုက်ရင်ခုတရားနာနေတဲ့အခိုက်အတန့်မှာတော့တရားနာပုဂ္ဂိုလ်များရဲ့တဏ္ဍာမှာတဲ့နောက်ဝိပဿနာရှုတော့ပေါ်လာလိမ့်မယ်တဲ့ဝိပဿနာရှုတော့ပေါ်လာလိမ့်မယ်အဲ့ဒါတော့ဝိပဿနာရှုခွက်ပါပဲတဲ့မဟာဗုဒ္ဓဥပါဒရူပနာသာဇာတာပစ္စိနာပစ္စယောမဟာဗုဒ္ဓမဟာဘုတ်၄ပါးတို့သည်ဥပါဒရူပနာမဟာပုဂ္ဂိုလ်မြည်ဖြစ်ကုန်သော24ပါးကုန်သောယုတ်တို့အားသာဇာတာပစ္စိနာသာဇာတာပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောခြေသူပြုသည်ဟောတိဖြစ်မဟာဘုတ်၄ပါးပထဝီအာဘောတိသောဝါယောယုတ်၄ပါးကနေတော့သူတို့ကိုမှီပြီးတော့ဖြစ်တဲ့ဥပါဒယုတ်24ပါးကိုခြေသူပြုတယ်ယုတ်28ပါးရှိတယ်မဟာဘုတ်၄ပါးကမှီရာယုတ်တွေဥပါဒယုတ်24ပါးကမှီတတ်တဲ့ယုတ်တွေတဲ့မဟာဘုတ်၄ပါးကိုမှီပြီးတော့မှဖြစ်နိုင်တယ်မှီပြီးတော့မှဖြစ်နိုင်တဲ့အတွက်ကြောင့်မဟာဘုတ်တွေကနေပြီးတော့အဲ့ဒီဥပါဒယုတ်တွေကိုခြေသူပြုနိုင်တယ်ယုတ်ကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာယုတ်ကယုတ်တွေဖြစ်ပေါ်စေပြုလေသဟဇာတာယုတ်ကနေယုတ်ကိုဖြစ်စေတယ်ယုတ်ကယုတ်ကိုဖြစ်စေတာနှစ်ချက်ရှိသွားပြီဒုတိယအချက်မှာဆက်တာတော့မဟာဗုဒ္ဓအညမဉ္ဇဉ်ကလည်းယုတ်ကယုတ်ကိုခြေစုပြုတာပါပဲမဟာဗုဒ္ဓဥပါဒရူပနာဆိုတာကလည်းဘယ်ကိုခြေစုပြုတာလဲယုတ်ကယုတ်ကိုခြေစုပြုတာယုတ်ကယုတ်ကိုခြေစုပြုတာနှစ်ချက်ပါသွားနှစ်ချက်ပါအဲ့ဒါလေးလည်းသတိထားရမှာပါပဲတဲ့ရူပိနောဓမ္မာအရူပိနာဓမ္မနံကိသိကာလေသာဇာတာပစ္စိနာပစ္စယောကိသိကာလေနာသာဇာတာပစ္စိနာပစ္စယောရူပိနောယုတ်ဖြစ်ကုန်သောဓမ္မဟာရယဝတ္ထုယုတ်တို့သည်ရူပိနောယုတ်ဖြစ်ကုန်သောဓမ္မဟာရယဝတ္ထုတရားတို့သည်အရူပိနာနာဖြစ်ကုန်သောဓမ္မနံပစ္စောကာရပိတံတေ15ပါးတို့အားကိသိကာလေထိုပဋိသန္ဓေကာလ၌
သာဇတာပစ္စိနာသာဇတာပစ္စယတတိဖြင့်ပစ္စယောဥပကာရကောจิตุပြုတိဟောတိဖြစ်ဂိစီကာလေချိုသောပုရိကာလ၌သာဇတာပစ္စိနာသာဇတာပစ္စယတတိဖြင့်ပစ္စယောဥပကာရကောจิตุပြုတိနာဟောတိမဖြစ်ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်ဩစာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းပစ္စည်းတရားကယုတ်တရားဟာတရားဝတ္ထုပစ္စုပန်တရားကနန္တရားတိတ္တနေနာမဲ့ခန္ဓာအောက်မှာရေးတဲ့ရှင်းတန်းတဲ့သူကရှင်းတန်းပါပဲအပေါ်ကဘယ်နှချက်ရှိသွားလဲ၅ချက်အခု6ချက်မြောက်က6ခုမြောက်ကရှင်းတန်းပါပဲဘယ်သူကိုရှင်းတာလဲလို့3ခုမြောက်အောက်ကန္တိခဏိနာမရူပံဆိုတဲ့အချက်နာယုတ်2ပါးကနေနာယုတ်2ပါးကိုသာသတာတတိဖြင့်ကျေစုပြုဖို့အဲ့ဒီအချက်ကနေပြီးတော့မရှင်းလို့ရှင်းပြရတယ်ဘယ်လိုရှင်းပြရလဲမြတ်စွာဘုရားဂိစီကာလေချိုသောပိတ္တနေကာလ၌သာသတာပစ္စိနာသာသတာပစ္စယတတိဖြင့်ပစ္စယောဥပကာရောကျေစုပြုသည်ဟောတိဖြစ်ပစ္စောကာရပိတ္တနေနာမခန္ဓာနဲ့ဟာရယဝတ္ထုယုတ်ကပဋိတ္တနေခဏမှာတပြိုင်နဲ့ဥပကြတယ်တဲ့တပြိုင်နဲ့ဥပတော့အချင်းချင်းအပြန်အလှန်ကျေစုပြုလို့မရပါဘူးလားကျေစုပြုလို့ရတယ်နောက်တစ်ခါပဋိတ္တနေဘဝင်15ချက်16ချက်ပဋိတ္တနေနေပြီးတဲ့နောက်ကဘဝင်ကြီးကျသွားတယ်ပထမဘဝင်ကစပြီးတော့ပဋိတ္တနေခိုက်တံမဟုတ်တော့ပုတ္တိခါပုတ္တိခိုက်တံဖြစ်သွားပြီအဲ့ဒီကကြတော့ဟာရယဝတ္ထုကရှိကဖြစ်နေနှင်းပြီပစ္စောကာရပဋိတ္တနေနာမခန္ဓာတွေကနောက်ကဖြစ်သွားပြီပုတ္တိကာလမှာတော့ဒီပြိုင်နဲ့သာဇတာအနေနဲ့ကျေစုပြုလို့မရတော့ဘူးပုရိဇာတတတိဖြစ်နေတာကျေစုပြုလို့ရတော့တဲ့ဟာရယဝတ္ထုကရှိကနာမခန္ဓာတွေကနောက်ကဒါကြောင့်မလို့ကိဉ္စိကာလေမထည့်ရပါဘူးလားပဋိတ္တနေခိုက်တံမှာပဲရတယ်တဲ့ပုတ္တိခိုက်တံယူရလို့ဖြစ်လာကြီးပွားလာတဲ့ခိုက်တံဒီမှာတော့မရတော့ဘူးတဲ့ပဋိတ္တနေစိတ်ကလည်းစိတ်တခဏတစ်ချက်ကလေးပါဥပထီပင်ဒီခိုက်တံလေးမှာပဲဟာရယဝတ္ထုနဲ့ပစ္စောကာရပိတ္တနာမခန္ဓာအပြန်လှသာဇာတတတိဖြင့်ကျေစုပြုနိုင်တယ်ကိဉ္စိကာလေအဲ့ဒီစိတ်တခဏတစ်ချက်လွန်သွားတာနဲ့ဘဝင်တို့ရောက်သွားတာနဲ့ကျေစုမပြုနိုင်တော့ဘူးတဲ့ကိဉ္စိကာလေနသာဇာတပစ္စိနာပစ္စယောကိဉ္စိကာလေပုတ္တိကာလလို့ခေါ်တဲ့ပထမဘဝင်ကစပြီးတော့ပုတ္တိကာလ၌သာဇာတပစ္စိနာသာဇာတပစ္စယတတိဖြင့်ပစ္စယောဥပကာရောကျေစုပြုသည်နာဟောတိမဖြစ်နိုင်တော့ဘူးတဲ့ဒါကရှင်းတန်းအောက်ကန္တိခဏိနာမရူပံဆိုတဲ့အချက်ကိုရှင်းပြတာပါပဲတဲ့ယန္တပိဋကမြောက်ကြီးမှာသဘောပေါက်သွားပြီဟောတဲ့အခါမှာသဘောပေါက်ပါလားပေါက်ပါပြီနာကနာကိုကျေစုပြုတာကတစ်ချက်ယုတ်ကယုတ်ကိုကျေစုပြုတာကတစ်ချက်ယုတ်နာနှစ်ပါးကယုတ်နာနှစ်ပါးကိုကျေစုပြုတာကနာကယုတ်တရားတွေကိုကျေစုပြုတာကယုတ်ကယုတ်ကိုကျေစုပြုတာကအောက်ကအချက်ကတော့ရှင်းတန်းတဲ့အောက်ကတိခဏိနာမရူပံဆိုတဲ့သုံးခုမြောက်အချက်ကိုရှင်းပြတာပါပဲတဲ့ပဋိသန္ဓေခိုင်တမှလာရနိုင်တယ်ပြန်လာကျေစုပြုနိုင်တယ်ဘုဒ္ဓခါကျတော့ကြီးပွားသွားပြီတဲ့အခါကျတော့အပြန်လှန်ကျေစုပြုလို့မရတော့ဘူးသာဇာတတတိနဲ့ကျေစုမပြုနိုင်တော့ဘူးတဲ့ပုရိဇာတတတိနဲ့သာကျေစုပြုနိုင်တယ်ရှင်းပြတာလေးကတော့အသင်တင်ရှင်းသွားပါပြီအဲ့ဒီမှာအညမညာပါလာတဲ့အညမညာပစ္စယောတိဘယ်နှကွက်ရထားလဲ3ချက်ရထားတယ်3ချက်ရတယ်သတ္တရောခန္ဓာအရူပိနောအညမညာပစ္စည်းနာပစ္စယောအညမညာပစ္စည်းကြတော့အညမညာလို့ထည့်ဖို့မလိုတော့ဘူးတဲ့အဲ့ဒီပါဠိတော်လေးလည်းခေါ်လျက်အောင်3ချက်လေးသတ္တအညမညာပစ္စယောတိအလုံးလိုက်ဆိုရအောင်အညမညာပစ္စယောတိသတ္တရောခန္ဓာအာရူပိနောအညမညာပစ္စည်းနာပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညာပစ္စည်းနာပစ္စယောအောက်ကန္တိခေနေနာမရူပံအညမညာပစ္စည်းနာပစ္စယောအာရူပိနောနာဖြစ်ကုန်သောအညမညာပစ္စယောတိအညမညာပစ္စည်းဟူသည်ကအာရူပိနောနာဖြစ်ကုန်သော
သတ္တရော၄ပါးသောခန္ဓာတို့သည်အညမညာတာအချင်းချင်းအားအညမညာပစ္စည်းနာအညမညာပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရောကျေသူပြုသည်ဟောတိဖြစ်သတ္တရော၄ပါးသောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်အညမညာတာအချင်းချင်းအားအညမညာပစ္စည်းနာအညမညာပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရောကျေသူပြုသည်ဟောတိဖြစ်အောက်ကံဒိဋ္ဌိနေပစ္စောကရာပိဋ္ဌနေခဏ၌နာမရူပံနာယုတ်သည်အညမညာတာအချင်းချင်းအားအညမညာပစ္စည်းနာအညမညာပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရောကျေသူပြုသည်ဟောတိဖြစ်ဣတိဤသို့ဘဝမြတ်စွာဘုရားသည်ဘောဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းသာဇာတနဲ့အတူပါပဲဒီ၃ချက်အညမညာသာဇာတနဲ့တူတူပဲသာဇာတမှာတော့သာဇာတဆိုတဲ့အဓိပ္ပာယ်ကအတူတကွလည်းဖြစ်ရမယ်အတူတကွဖြစ်နိုင်တဲ့တရားချင်းချင်းကိုလည်းကျေစုပြုနိုင်တယ်အချင်းချင်းလည်းဖြစ်တဲ့တရားတွေကျေစုပြုနိုင်တယ်သာဇာတတော့နှစ်ချက်အချင်းချင်းလည်းကျေစုပြုနိုင်တယ်အတူတကွဖြစ်တာတွေအချင်းချင်းမဟုတ်တော့လည်းကျေစုပြုနိုင်တယ်အညမညာကတော့ဒီလိုမဟုတ်ဘူးတစ်ချက်ပဲရတယ်အချင်းချင်းကျေစုပြုနိုင်တဲ့တရားတွေကလည်းအညမညာပစ္စည်းအနေနဲ့ကျေစုပြုနိုင်တယ်အတူတကွသာဖြစ်ပြီးတော့အချင်းချင်းမဟုတ်လို့ရှိရင်တော့ကျေစုမပြုနိုင်တော့ဘူးတဲ့ဒါကြောင့်အညမညာဘယ်နှချက်ပဲရပါလဲ၃ချက်ပဲရတယ်၃ချက်ပဲရတယ်ချင်းချင်းကျေစုတိတ္တာ၃ခွတိဋ္ဌန္တတိတ္တာ၃ကြောင့်ထောင်းထားတယ်အချင်းချင်းကျေစုပြုနေတယ်လို့အညမညာပစ္စယတတ္တိကျေစုပြုတယ်ကျေစုပြုပုံကတော့သာဇာတကျေစုပြုပုံအတိုင်းပါပဲသာဇာတကတော့တူတူကလည်းဖြစ်တယ်အချင်းချင်းလည်းဖြစ်တယ်နှစ်ချက်ရတယ်အညမညာကတော့အချင်းချင်းပဲရနိုင်တယ်အချင်းချင်းဖြစ်မှအတူတူကဖြစ်ုံနဲ့တော့မရဘူးတဲ့မရဘူးအတူတူပါပဲသာဇာတသဘောနဲ့အတူတူပဲဝေဒနာကပစ္စည်းဖြစ်လို့ရှိရင်အညာသင်္ခါရဝိညာဉ်ကြီးဟာပစ္စည်းဥပါဖြစ်ဝေဒနာတင်ညာကပစ္စည်းဖြစ်လို့ရှိရင်သင်္ခါရဝိညာဉ်နှစ်ပါးကပစ္စည်းဥပါဖြစ်ဝေဒနာတင်ညာသင်္ခါရသုံးပါးကပစ္စည်းဖြစ်လို့ရှိရင်ဝိညာဉ်ကပစ္စည်းဥပါဖြစ်အပြန်အလှန်ကျေစုပြုတာအချင်းချင်းပါပဲတဲ့ချင်းချင်းမဟာဗုဒ္ဓမလည်းဒီတိုင်းမှာအောက်ကံတကယ်နာမရူပံဆိုတဲ့နေရာမှာလည်းသာဇာတအတိုင်းပါပဲတဲ့သာဇာတအတိုင်းပါသာဇာတထဲမှာအတွင်းဝင်နေလို့သာဇာတပစ္စည်းတွေထည့်ပြီးတော့ဟောလိုက်ပါတယ်စေတသရတိကဓမ္မစေတသမုဋ္ဌာဏနာရူပနံသာဇာတပစ္စည်းနာပစ္စယောအညမညမရနိုင်တော့ဘူးတဲ့အချင်းချင်းမဟုတ်တော့ဘူးအချင်းချင်းဆိုတာပစ္စည်းလည်းဖြစ်နိုင်တယ်ပစ္စယုပ္ပံလည်းဖြစ်နိုင်တယ်စိတ်စိတ္တိတရားတွေကစိတ္တယုတ်ပဋိသန္ဓေကာမဇာယုတ်တွေခြေသူပြုတယ်ဥပမာအားဖြင့်ဘယ်လိုလဲဆိုတော့စိတ်စိတ္တိတရားတွေကတစ်ပင်နဲ့တူတယ်တစ်ပင်အရေးဖြစ်ပေါ်အောင်လဲခြေသူပြုတယ်တစ်ပင်ကတစ်ပင်အရေးဖြစ်ပေါ်အောင်ခြေသူမပြုပါဘူးလားစေတသမုဋ္ဌာဏရူပနာတွေကတစ်ပင်ရဲ့အရေးနဲ့တူတယ်တဲ့စိတ္တဇာယုတ်ပဋိသန္ဓေကာမဇာယုတ်တွေကအရေးနဲ့တူတယ်တစ်ပင်ကသာနဲ့အရေးဖြစ်ပေါ်အောင်ခြေသူပြုတယ်အရေးတရားတစ်ပင်ပြန်ဖြစ်ပေါ်လာအောင်ခြေသူပြုလို့ရမရပါမလားမရဘူးအရေးကနေတစ်ပင်ဖြစ်အောင်ခြေသူပြုတယ်လို့ရှိကိုမရှိကောင်းဖြစ်ကုန်ဖြစ်နိုင်တော့အဲ့ဒါလိုပါပဲစေတသရတိကဓမ္မယစိတ်စတိတရားတွေကတစ်ပင်နဲ့အလားတူတဲ့ကြောင့်စေတသမုဋ္ဌာဏရူပနာဆိုတဲ့တရားတွေကိုအရေးနဲ့တူတဲ့တရားတွေကိုကျေစုမပြုနိုင်ပါဘူးလားကျေစုပြုနိုင်တယ်စေတသမုဋ္ဌာဏရူပနာဆိုတဲ့စေတသာပဋိသန္ဓေကာမဇာယုတ်တရားအရေးနဲ့တူတဲ့အတွက်ကြောင့်တစ်ပင်ကြီးပြန်ဖြစ်လာအောင်ကျေစုပြုလို့စိတ်စိတ္တိတွေဖြစ်လာအောင်ပြန်ကျေစုပြုလို့မရတော့ဘူးတဲ့ဒါကြောင့်မို့လို့သဟဇာတတာဖြစ်တယ်အညမညတော့မဖြစ်ဘူးဒါမှမဟုတ်အညမညပစ္စည်းဒီနေရာမှာမပါတော့ဘူးမရတော့ဘူးတဲ့မဟာဗုဒ္ဓဥပဒါရူပနံသာဇာတပစ္စည်းနာပစ္စယောသူလည်းဒီတိုင်းပါပဲမဟာဗုဒ္ဓ၄ပါးကတစ်ပင်နဲ့တူတယ်ဥပဒါယုတ်တွေကဘာနဲ့တူပါလဲအရေးနဲ့တူတယ်မဟာဗုဒ္ဓ၄ပါး
တစ်ပင်နဲ့တူတဲ့မဟာဘုံ၄ပါးနဲ့ဥပါဒယုတ်တွေအရေးနဲ့တူတဲ့ဥပါဒယုတ်တွေဖြစ်ပေါ်အောင်တော့ကျေစုပြုနိုင်တယ်ဥပါဒယုတ်တွေအရေးနဲ့တူတဲ့ဥပါဒယုတ်တွေကတစ်ပင်နဲ့တူတဲ့မဟာဘုတ်တွေပြန်ပြီးတော့ဖြစ်အောင်ကျေစုပြုလို့တော့မရတော့အချင်းချင်းပြန်လို့မရတဲ့အတွက်ကြောင့်သဟဇာတသာရတယ်အညမညာမရအောင်ထင်ရှားတယ်ယန္တပိသမြတ်ယောဂီများနည်းနည်းလေးပဋ္ဌာန်းပါဠိလေ့ကျင့်မှုတဲ့ပုဂ္ဂိုလ်ကတော့သိမခက်လာဘူးလေ့ကျင့်မှုတဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးသတိထားပြီးတော့လိုက်မမှတ်နေရပါဘူးလားမှတ်နေရတယ်မဟာဗုဒ္ဓဆိုတာမဟာဘူ၄ပါးယန္တပိသမြတ်တဏ္ဍာမှာပဲပထဝီအာဘောတိဇောဝါယောဓမ္မဘုတ်ကြီး၄ပါးဆိုတာအလွန်ထင်ရှားတာပါပဲတဲ့အဲဒီမဟာဘုတ်ကြီး၄ပါးကတစ်ပင်များနဲ့တူတယ်တဲ့တစ်ပင်များအရေးဖြစ်ပေါ်အောင်လဲကျေစုပြုတယ်မပြုပါဘူးလားဥပါဒရူပနာဆိုတဲ့ဥပါဒရော24ပါးတော့တစ်ပင်ကအရေးနဲ့တူတယ်တဲ့အရေးကတစ်ပင်ကြီးပြန်ဖြစ်အောင်ကျေစုပြုလို့တော့မရတော့တော့အချင်းချင်းတော့မရဘူးတဲ့ချင်းချင်းမရဘူးရူပိနောဓမ္မအရူပိနာဓမ္မနံရူပိနောဓမ္မအရူပိနာဓမ္မနံကိစီကာလေသတ္တတပစ္စိနာပစ္စောကိစီကာလေနတ္တတပစ္စိနာပစ္စောခုနရှင်းခဲ့ပြီးတဲ့အတိုင်းတဲ့ရှင်းတန်းလေးကတော့အသင့်အင့်ပြည့်စုံသွားပါပြီယန္တပိတ္တများရဲ့တဏ္ဍာမှာဖြစ်နေတဲ့တရားတွေပါပဲပစ္စည်းတရားပဲကတော့စိတ်တစ်ခုကို90စိတ်80ကိုယ်စေတသိက်ဒွိပညာတ52ခုမဟာဘုတ်၄ပါးနဲ့ဟရိယဝတ္ထုယောပစ္စည်းဥပ္ပံဘိတ်ကြတော့စိရိယ90စေတသိက်ဒွိပညာတယုတ်28ပါးလုံးပါပဲတဲ့ယန္တပိတ္တမြတ်တဏ္ဍာမှာဖြစ်နေတဲ့တရားတွေကိုပဲမြတ်စွာဘုရားဟောကြားတာပါပဲကျေးဇူးပြုနေပေါ့သာသတတတ္တိနဲ့ကျေးဇူးပြုနေပေါ့ယန္တပိတ္တမြတ်ကယောဂီပုဂ္ဂိုလ်တွေပဲများကြတယ်ဝိပဿနာရှုမဲ့ပုဂ္ဂိုလ်တွေပဲများကြတဲ့အတွက်ကြောင့်ဝိပဿနာရှုခွဲကြည့်ရတော့မယ်တဲ့သတ္တရောခန္ဓာအရူပိနောဆိုတဲ့အချက်မှာဝေဒနာကလည်းဝေဒနာပညာသင်္ခါရဝိညာဉ်ဝိပဿနာရှုခွဲတော့တွေ့နေကြဝေဒနာဝိပဿနာရှုခွဲမဖြစ်နေပါဘူးလားပညာသင်္ခါရတို့ကတော့သိမထင်ရှားဝိညာဉ်ကလည်းဝိပဿနာရှုခွက်ပဲတဲ့ဝေဒနာနုပါဒနာတတိပဋ္ဌာန်နဲ့ဝေဒနာကိုရှုလို့ရစိတ်ဓာနုပါဒနာတတိပဋ္ဌာန်နဲ့ဝိညာဉ်ကိုရှုလို့ရရှုခွက်တော့တွေ့နေရှုဖို့ပဲလိုတော့တာပေါ့ရှုရမယ်ပေါ့ရှုနေကြအတိုင်းဝေဒနာကိုဉာဏပိတ္တယောဂီများဝေဒနာနဲ့တွေ့ကြရတာပဲဝိပဿနာရှုတဲ့အခါမတွေ့ရပါဘူးလားတွေ့ရတယ်မြတ်စွာဘုရားဟောကြားတော်မူတာကတော့ဒုက္ခဝေဒနာချမ်းသာတဲ့ဝေဒနာဒုက္ခဝေဒနာဆင်းရဲတဲ့ဝေဒနာအဒုက္ခမဒုက္ခဝေဒနာဆင်းရဲလည်းမဟုတ်ချမ်းသာလည်းမဟုတ်တဲ့ဥပေက္ခဝေဒနာလို့မြတ်စွာဘုရားဟောတော်မူတဲ့ဒီတတက္ကမဒေသနာရှင်အဖြစ်တော့ဒုက္ခကရှိတာယန္တပိတ္တမြတ်ယောဂီများတရားအထုတ်လိုက်တော့ဘယ်ဝေဒနာကိုရှုစွာတွေ့ရပါလဲဒုက္ခကိုရှုစွာတွေ့ရတယ်ပฏิပတ်တိကမအဖြစ်တော့ဒုက္ခဝေဒနာကိုရှုစွာတွေ့ရတယ်ဒုက္ခဝေဒနာကိုရှုတတ်ဖို့ဒုက္ခဝေဒနာကိုနှွမ်းမှုအောင်ရှုနိုင်ဖို့ဒုက္ခဝေဒနာကိုနှွမ်းမှုအောင်ရှုနိုင်ပြီဆိုလို့ရှိရင်ဝိပဿနာတရားအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်တဝက်လောက်တော့သိကြသွားပြီတဲ့ဒုက္ခဝေဒနာရှိတယ်လို့ရှိရင်တော့မတက်သေးဘူးဒုက္ခဝေဒနာကိုမလွှမ်းမိုးနိုင်သေးတော့မတက်သေးဘူးတဲ့ရှိတော့ရှိမှာပဲလွှမ်းမိုးအောင်မှတ်နိုင်ဖို့ပဲဒုက္ခဝေဒနာမှာဘာတွေကိန်းနေလဲဆိုဒေါမနတဒေါသပဋိကကိန်းနေဒုက္ခဝေဒနာများတဲ့ပုဂ္ဂိုလ်စိတ်ဒီမချမ်းသာတော့ခံလိုက်ရတာကြောက်နိုင်တော့မှမဟုတ်တော့ပါဘူးဒီလုံးမตายရမှုတွေမဖြစ်ပါဘူးလားအဲ့ဒါလေးကကြည်ဝကောက်တော့ဘာရလဲဆိုတော့ဒေါမနတဒေါသပဋိက္ခာနုတယပဋိက္ခလို့ခေါ်တယ်ပဋိက္ခနဲ့ဒေါသနဲ့အတူတူပါပဲပဋိက္ခာနုတယကိန်းနေတဲ့ဒုက္ခဝေဒနာမှာပဋိက္ခာနုတယကိန်းနဲ့အဲ့ဒီပဋိက္ခာနုတယဒေါသကိုနှွှမ်းမှုအောင်ပယ်နိုင်အောင်မမှတ်နိုင်တဲ့မြတ်ကာလပတ်လုံးယောဂီတရားမှတက်မှတ်တက်ပါမလားတရားရမရပါမလားမရသေးဘူးနှွှမ်းမှုအောင်မှတ်နိုင်ရမယ်ဒုက္ခဝေဒနာကိုဘယ်လိုထင်အောင်ရှုမှတ်ရမလဲလို့ဆိုတော့ဒုက္ခဘိက္ခဝေသန္တာတောဓထဘာဘိက္ခဝေသန္တရာဘိလာမီကိုမျောတွေထောက်ဆသိမြင်ကြတယ်ဥစ္စေတချက်သမီးတို့ဒုက္ခဆင်းရဲသောဝေဒနာကို
တန်လာတော်မြညဟူ၍ဝါမြညလို့ထင်အောင်ဓာတဘာရှုမအားဓာတဘာရှုမအားဤဣတိဤသောဘဂဝါမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းဒုက္ခဝေဒနာကိုမြညောက်တဲ့ဖွယ်ထင်အောင်ရှုမှတ်နိုင်ရမယ်ဒုက္ခဝေဒနာမှာဘာကိန်းပါတယ်ပရိက္ခဏုတ္တယကိန်းအိဆာမှုလက်ထဲဆိုအောင်ဒုက္ခကိန်းလားဒေါသသာမန်စွာပေးရမည်ဒုက္ခကိန်းလားဒေါသသာမန်စွာပေးရမည်ဒုက္ခဝေဒနာမှာဒေါသပရိက္ခဏုတ္တယကိန်းနေတယ်အဲ့ဒီဒေါသကိုပေးနိုင်ရမယ်တဲ့ပေတော့ဘယ်လိုပေးရမလဲခုပြောခဲ့ပြီးတဲ့အတိုင်းဒုက္ခဘိက္ခွေဝေဒနာတန်လာတော်ဓာတ္ထဘာဒေါမနတဒေါသပိကပေပုံပါပဲဘိက္ခဝေတန္တရာဘိလာမီကိုမျောတွေးထုတ်ဆသိမြင်ကြတယ်ဩချေတချမိတော်ဒုက္ခဆင်းရဲသောဝေဒနာကိုတန်လာတော်မြညှောက်ဟူ၍ဝါမြညှောက်လို့ထင်အောင်ဓာတ္ထဘာရှုမအားဓာတ္ထဘာရှုမအားဤဣတိဤသောဘဂဝါမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းဒုက္ခဝေဒနာမိတ္တန္တမှာပေါ်လာလို့ရှိရင်မြားညောက်တဲ့ဖွယ်မြားညောက်လို့ထင်အောင်ရှုမှတ်နိုင်ရမယ်တော်တယ်တောင်းတယ်သွားပြီးတော့အလုတ်သွားလုပ်ကြတဲ့ပုဂ္ဂိုလ်တွေဇီဝတွေလက်ဖွားတွေမှာမြားညောက်တွေစူးတဲ့အခါမြားညောက်ကိုမဖယ်မနှုတ်ပါပဲနဲ့အလုတ်ကိုသာဖိလုပ်နေတဲ့ပုဂ္ဂိုလ်အလုတ်ကိစ္စမပြီးပါပဲနဲ့အချိန်သာကုန်လူပန်းဖြစ်ရလိမ့်မယ်အဲ့ဒါလိုမဟုတ်ဘူးအဲ့ဒါလိုမလုပ်ရဘူးမြားညောက်ကိုအမြင်နှုတ်ပြီးတဲ့အခါကျမှဒီပြုရဲ့ကိစ္စတွေကိုပြုလုပ်လို့ရှိရင်အချိန်မီပြီးတယ်မိမိလိုအပ်တဲ့အကျိုးတရားတွေရရှိနိုင်တယ်လို့ပါပဲတဲ့မိမိခန္ဓာကိုယ်မှာဒုက္ခဝေဒနာပေါ်လာလို့ရှိရင်ဒီဒုက္ခဝေဒနာကိုညှညောက်ကိုပေတကယ်လို့ရှိသွားသွမ်းမှုအောင်မှတ်ရမယ်ဒီလိုမဟုတ်ဘူးဒုက္ခဝေဒနာကြီးရတယ်ထင်ထင်ရှားရှားခံနေရတယ်အဲဒီဒုက္ခဝေဒနာကိုသွမ်းမှုအောင်မမှတ်ဘူးဖောင်းနေပိန်နေထိုင်နေထိတယ်ပဲမှတ်နေဝေဒနာကပြင်းထန်နေတော့ဖောင်းနေပိန်နေထိုင်နေထိတယ်မှလည်းစိတ်ကမကပ်မငြိမ်ဝေဒနာကြီးစိတ်ကပြန်ရောက်နေတော့စိတ်တွေမပြတ်နေပါဘူးလားဩဒိစ္စတွေဖြစ်နေလို့တမာတိတောင်မဖြစ်ဘူးတဲ့ဒီကနုတ္တယကိန်းမြဲပဲကိန်းနေတယ်ဒီလိုမဟုတ်ဘူးဝေဒနာကိုလွှမ်းမိုးအောင်မှတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဝေဒနာကိုလွှမ်းမိုးသွားတော့ပဋိက္ခဏုတ္တယဒေါမနတဒေါသမဖြစ်တော့ဘူးဝေဒနာကိုလွှမ်းမိုးအောင်မှတ်ဖို့ယနပိတအောင်ယောဂီဟောင်းများတော့မကြာခဏနာကြားနေရတယ်ဝေဒနာထင်ရှားတာကတော့သမ္မတနာဉာဏ်ရောက်လာတဲ့ကဝေဒနာတွေထင်ရှားလာသုံးနံပါတ်ဉာဏ်စဉ်နာရာကျင်နာအောက်နာကြိုက်တာခဲတာမူရာရာတာရိမ့်နေတာရန်နေတာဟောခြင်းအငြင်းရှိနေတာလေးနေတာဖိထားတာမရှိတတ်ပါဘူးလားအဲရောက်လာလို့ရှိရင်ဒီဒုက္ခဝေဒနာကိုဖတ်မှုအောင်မှတ်နိုင်ဖို့နာရာကျင်နာကြိုက်တာခဲတာတွေပေါ်လာတဲ့အခါသိခံမယ်နှလုံးမသွင်းရပါဘူးလားသိခံမှနိဗ္ဗာန်ရသိခံမှနိဗ္ဗာန်ရသွားတဲ့တာရကတွေတော်တော်များပါပဲတစ်ချိန်တော့ခါမထီတစ်ပါးတရားကိုသိလို့ချင်တာနဲ့တညာလုံးညလုံးပေါတရားအာထုတ်တညာလုံးအာထုတ်တော့အေးတွေမိပြီးတော့မနေ့ကျတော့ထိုးနာပြန်တော်မူမဲ့ထိုးနာတဲ့ယောဂဝေဒနာချက်ပြီးတော့လည်းနေလို့မရဘူးကြောင်ချလိုက်တဲ့ကလေးကအပြင်းထန်ထိုးနေတဲ့အတွက်ကြောင့်ငြင်းနေလို့မရဘူးဟိုပဲလိမ့်လိုက်ဒီပဲလိမ့်လိုက်သင်္ကတရားလည်းသင်္ကန်းနေရာလည်းမလုံးမချုံနဲ့ဖြစ်နေတော့ဒီဟန်တော်တွေကဒီသင်္ကန်းတွေဖုံပေပြုပြင်ပေးနေရတယ်နောက်တော့ဘုဒ္ဓတရှိတဲ့မထေရကြီးတစ်ပါးရောက်လာတယ်ပိဏပါတိကမထေရတဲ့အိုးအရှင်ဖေဟာယဟန်တော်ဆိုတာသိခံရခြင်းသဘောရှိပါတယ်ဖေဟာလျှောက်ထားလိုက်တဲ့ကတစ်ချက်တည်းငြိမ်ကြတော့တာရုပါဖေဟာလို့ဆိုပြီးတော့တစ်ချက်တည်းငြိမ်ကြသွားတယ်ရှင်ဖေဟာမိတ်ကြတော်မူတဲ့အတိုင်းဒီပြီးတော့သိခံပါတော့မယ်ဖေဟာဆိုတဲ့အဓိပ္ပာယ်နဲ့သာဓုပါဖေဟာတစ်ချက်တည်းငြိမ်ကြသွားတော့သူထိုးနာတဲ့လေထိုးတဲ့ယောဂဝေဒနာကိုမှတ်တယ်ချက်ကစားပြီးထိုးတာအစဉ်တိုင်းမှတ်သွားလိုက်တာရှင်ဝလည်းရောက်တော့အနာဂံလည်းဖြစ်ပြန်လည်းပြန်တော်မူသွားဒီ
ဒီဟန်တော့တိမခံမနဲ့လှုပ်နေရိမ့်နေရိုင်နေတော့တရားမှရမှာပါမလားဘုံမထေကြီးတတိပေးလိုက်တော့ဒီမှာတတိယပြီးတော့သိခံလိုက်တဲ့အခါကျတော့ငြိမ်ပြီးတော့မှတ်လိုက်တဲ့အခါကျတော့ဘယ်ထိအောင်တရားဥဒ္ဓမြတ်ဒီရသွားပါလဲမြတ်ဒီရသွားတယ်သိခံမှနိဗ္ဗာန်ရဆိုတာမထင်ရှားပါဘူးလားထင်ရှားတယ်ကျန်တဲ့ပိဋကများအတွက်လဲသတိထားစရာနည်းတွေပါပဲတဲ့ယောဂီတွေလဲဝေဒနာကတိတ်ပြင်းထန်တော့ဘောလုံးကားနီးမှာဝေဒနာတိတ်ပြင်းထန်တော့လိတ်နေလူနေဒီချီတွေရမ်းနေညီးနေအော်နေတော့သတိပေးဖို့မကောင်းပါဘူးလားလက်ဆောင်လေးတစ်ခုပဲအိုယောဂီဆိုတာသိခံရခြင်းသဘောရှိပါတယ်သူကြားသွားတယ်နဲ့ငြိမ်သွားမှာပဲငြိမ်သွားရင်တော့နေရာကျသွားပြီသူအတွက်ဘဝကောင်းသောဘဝအဆုံးသတ်ခြင်းမဖြစ်သွားနိုင်ပါဘူးလားအကောင်းဆုံးဓမ္မလက်ဆောင်လေးပဲသိခံမှနိဗ္ဗာန်ရသိခံမယ်လို့စိတ်ကိုနှလုံးသွင်းထားပြီးတော့နာရာကျင်နာအောက်နာတွေပြင်းထန်တာနဲ့အမျှယောဂီဟာခန္ဓာကိုယ်ကိုလည်းတင်းမိတတ်တယ်စိတ်ကိုလည်းတင်းမိတတ်တယ်အဲ့ဒါလည်းမတင်းမိစေရဘူးတဲ့ပြင်းထန်လာလို့ရှိရင်ဝေဒနာပြင်းထန်လာလို့ရှိရင်ခန္ဓာကိုယ်လည်းအနည်းငယ်လျှော့တာစိတ်ကိုလည်းအနည်းငယ်လျှော့တာလျှော့ချလိုက်ပြီးတော့ဒီဝေဒနာပေါ်မှာစိတ်ကလေးတက်တဲ့ချာဒီဝေဒနာတစ်ထိုင်လုံးပဲခံရအောင်မှာလားဒီလိုကြောင်းကြပူပါမှုကလေးလည်းမရှိစေရဘူးတဲ့ဒီဝေဒနာနာနေတာဘလောက်နာနေလဲအသားပေါ်ရေပေါ်လောက်နာတယ်ကြောထိအောင်နာတယ်ရိုးထိအောင်နာတယ်ရိုးရင်းချင်းထိအောင်နာတယ်လို့သူဆိုင်ပြီးတော့မှနာတယ်ခြင်းနဲ့အောက်နေလို့သိအောင်မှတ်ရမယ်တဲ့ပျောက်အောင်မှတ်ရမလားသိအောင်မှတ်ရမလားမှတ်တော်သဘောပေါက်နေများသောအားဖြင့်ယောဂီတွေကဝေဒနာမှတ်တဲ့အခါဘယ်လိုမှတ်ကြလဲပျောက်အောင်ဒုက္ခဝဝေဒနာဝေရိယမနောဒုက္ခဝေဒနာဝေရိယမိတိပဇာနာတိဒုက္ခဆင်းရဲသောဝေဒနာမှာဝေဒနာကိုလိဝေရိယမနောခံစားသည်ရှိသောဒုက္ခဆင်းရဲသောဝေဒနာဝေရိယမိတိခံစားရ၏ဟု၍ပဇာနာတိသိဤဝါသိအောင်ရှုမှတ်ရမည်ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်အဝေါစာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းဒုက္ခဝေဒနာပေါ်လာလို့ချင်းဒုက္ခဝေဒနာကိုသိအောင်ရှုမှတ်ရမယ်ဘယ်သူမိတ်ကြတာပါလဲပျောက်အောင်မှတ်ရမယ်လို့မိတ်ကြပါရဲ့လားအဲ့ဒါလေးအထူးသတိထားစရာယောဂီကပျောက်အောင်ကြီးပဲမှတ်နေတာများနေတော့တရားမတော်တော်နဲ့တက်မှတက်ပါမလားဟောယောဂီတော်တော်ပဲပျောက်ချင်တာကိုပျောက်ချင်နေတော့လွှမ်းမို့ပါမလားမလွှမ်းမို့ရင်တော့ပရိက္ခဏုတရားကိုပယ်နိုင်မှာမလားမပယ်နိုင်တရားမှမရပါမလားမရနိုင်ဘူးမြတ်စွာဘုရားစကားတော်မှာသတိမှမထားပဲဘူးနားမထောင်တာတော့မဟုတ်သတိမထားဘူးသိအောင်မှတ်ရမယ်ဆိုတာပျောက်အောင်မှတ်နေကြတော့ဘယ်တက်နိုင်မှာတော့မလဲသိအောင်မှတ်ရမယ်ဘယ်လောက်နာနေလဲအသားပေါ်ရေပေါ်လောက်ပဲနာတယ်အကြောထိအောင်နာတယ်အယိုးထိအောင်နာတယ်ရိုးရင်းချင်းထိအောင်နာတယ်စိတ်နဲ့သူတိုင်းစိုက်ပြီးတဲ့အခါကျမှနာတယ်ကျင်တယ်အောင့်တယ်ကြိုက်တယ်ခဲတယ်သူ့သဘောတိုင်းမှတ်ပါတဲ့ပိုင်းခြားပြီးတော့မှဒီဆိုမာရှာတော်ဘုရားကြီးစာအုပ်ထဲမှာဝိပဿနာရှုနည်းစာအုပ်ထဲမှာရေးထားပိုင်းခြားပြီးတော့မှတ်ရမယ်တချို့ယောဂီပုဂ္ဂိုလ်တွေဖတ်ပြီးတော့ပိုင်းခြားတာကိုသဘောမကျပါဘူးပိုင်းခြားတယ်ဆိုတာဘယ်လိုလဲဖေဟာတဲ့သိအောင်စူးစိုက်ပြီးတော့သိပြီးမှမှားတာကိုပိုင်းခြားတယ်လို့မခေါ်ရပါဘူးလားမသိပြီးသိပြီးနဲ့မသိဘဲနဲ့ဝေဒနာလေးကိုပေါ်ရန်နေချုပ်နားကျင်နေအောင်းနေလို့တို့ပေါ်ရန်နေရှက်မှတ်နေရင်တော့ဝေဒနာကိုလွှမ်းမို့နိုင်ပါမလားသိကိုမသိတော့ဝေဒနာပြန်လွှမ်းမို့လို့ယောဂီစိတ်ကြီးပြင်ပန်းဆင်းရဲတာဖြစ်လာမယ်ဒါမို့သိအောင်စူးစိုက်ပြီးမှစူးစိုက်ပြီးတဲ့အခါကျမှနာတယ်ကျင်တယ်အောင့်တယ်ဆင်းကမှ၄-၅ချက်လောက်ဆင်းကမှလိုက်လို့ရှိရင်ဒီမှာညာနေရလည်းဖြစ်လာတဲ့အတွက်ကြောင့်ပိုနာပိုကျင်ပိုအောင်နာတယ်တွေ့လာရပါတယ်တဲ့ဝေဒနာလည်းအထွတ်တရောက်နာပြီးကျင်ပြီးကြတဲ့အခါသူလည်းသူ့သဘောအတိုင်းပြန်ရော့လာတတ်ပါတယ်မရော့လာတတ်ပါဘူးလားရော့လာတတ်တယ်ရော့လာတဲ့ခါလဲမာတိစိတ်ကိုတော့မလျှော့လိုက်ပါပဲနဲ့စူးစိုက်ပြီးတော့နာတယ်ကျင်တယ်အောင့်တယ်ပိုင်းခြားပြီးတော့မှ
ဒီငါးချက်လောက်ဆင်ငါမှတ်လိုက်တစ်မျိုးသက်သားတစ်မျိုးသက်သားတခြားနေရာသို့ယူသွားတာတို့မြတ်ကိုယ်တိုင်ပဲတွေ့ကြရတယ်ဝေဒနာဟာအမြဲတစ်ဆက်တည်းနာနေတာတော့မဟုတ်ဘူးသူလည်းအမြဲတမ်းပြောင်းလဲနေတာပဲမသိရပါဘူးလားပြောင်းလဲနေတဲ့သဘောလေးကိုသိရတော့ယောဂီပို့ပြီးတော့စိတ်ဝင်စားမှအားဒီပိုမကောင်းလာပါဘူးလားဆင်ငါမှတမာရိညာနဲ့ဆင်ရင်ကျက်အားရှိထက်သန်လာတဲ့အခါနာရဲကျင်နေအောက်နဲ့လို့ပိုင်းခြားတော့မှတ်လိုက်လို့ချင်းတစ်ချက်မှတစ်ချက်တက်တာတစ်ချက်မှတစ်ချက်တက်တာတစ်ချက်မှတစ်ချက်ကြားနေတော့ယူသွားတာတစ်ချက်မှတစ်ချက်ပိုနာတစ်ချက်မှတစ်ချက်ပိုနာအထုတိတ်တို့ရအောင်နာကျင်ပြီးတဲ့အခါဝေဒနာလည်းအကြောင်းအားလို့ဆိုပြန်ရော့လာတစ်ချက်မှတစ်ချက်တက်တာတစ်ချက်မှတစ်ချက်တက်တာတခြားနေရာတော့ယူသွားတာတို့များကိုယ်တိုင်ပဲတွေ့ကြရတယ်အဲ့ဒါလို့တစ်ချက်မှတစ်ချက်ပြောင်းလဲနေတာတွေ့ရတော့ဘိုးတို့ယောဂီကစိတ်ဝင်စားတယ်ဝေဒနာကအမြဲတမ်းပြောင်းလဲနေတာပဲသူတစ်ဆက်တည်းတော့နာနေတာမဟုတ်ဘူးဘိုးတို့စိတ်မဝင်စားလာပါဘူးလားနောက်ဆင်ငါမှတ်လို့သမာဓိညာတစ်ဆင်ရင်ကျအားရှိထက်ထန်လာတဲ့အခါကျတော့နာရဲကျင်နေအောက်နဲ့လို့မှတ်လိုက်နာရာလေးကပေါ်ပြီးတဲ့ပျောက်သွားပေါ်တာလည်းထင်ရှားပျောက်သွားတယ်လည်းထင်ရှားပေါ်တာကဖြစ်ပျောက်သွားတာကဖြစ်ပြမထင်ရှားလာပါဘူးလားဟိုးအရင်နေ့ကကြားဘူးနေတယ်ဖြစ်ပြကြားဘူးနေတာအခုခုခန္ဓာကိုယ်ထဲမှာဖြစ်ပြတွေမတွေ့နေရပါဘူးလားဟောသဘောကြီးကြလို့ယောဂီကမအားဒီပိုးတော့မကောင်းလာပါဘူးလားဖြစ်ပြတွေတော့တွေ့ရပြီနေရာကျသွားပြီဆင်ငါမှာတမာရိညာနေတစ်ဆင့်ရင့်ကျက်အားရှိထက်သန်လာတဲ့အခါဘင်္ဂညာတို့ရောက်သွားတဲ့အခါဖြစ်တာကမထင်ရှားတော့ပြစ်သွားတာပဲထင်ရှားတယ်နားတယ်ကျင်းတယ်အောက်နေလို့မှတ်လိုက်ပေါ်တာမထင်ရှားတော့ပြစ်သွားတာပဲထင်ရှားတယ်အဲ့ဒီခါကျတော့ခေါင်းကိုယ်ချီတဲ့ပုံသဏ္ဍာန်တွေကလည်းမထင်ရှားတော့ဘေးကနာနေတယ်ကြောကနာနေတယ်ကြောကအောက်နေတယ်ဒူးကနာနေတယ်စသဖြင့်ပုံသဏ္ဍာန်တွေကမထင်ရှားတော့အထုမခွာနေရတော့မှတ်လိုက်တဲ့ကုံပြက်မှတ်လိုက်တဲ့ကုံပြက်နားတယ်လို့မှတ်ရင်နားလေးလည်းကုံပြက်တော့တာမြင်တော့ရိုးရပို့တော့သဘောကျတယ်မှတ်တိစိတ်ကလွှမ်းမိုးသွားဒုက္ခဝေဒနာကိုမှတ်တိစိတ်ကလွှမ်းမိုးသွားနာတာကအဓိကမဟုတ်ကုံပြက်နေတာကုံပြက်နေတာကိုသိရတာအဓိကဖြစ်သွားပြီနောက်တော့တမာရိညာကြီးတစ်ဆင့်ရင့်ကျက်ထက်တန်အားရှိလာတဲ့အခါနာတယ်လို့မှတ်လိုက်နာတာဒီလေကုံပြက်နာတယ်လို့မှတ်လိုက်တယ်မှတ်တိစိတ်လေကုံပြက်ဒီတဲ့တမာရိညာကြီးရင့်ကျက်အားရှိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်များကြတော့သုံးချက်မြင်ကြတယ်နားတယ်လို့မှတ်လိုက်ရင်နားရာလေးလည်းကုံပြည့်နားတယ်လို့သိနေတဲ့အသိစိတ်လေးလည်းကုံပြည့်နားတယ်လို့မှတ်လိုက်တဲ့မှတ်တိစိတ်လည်းကုံပြည့်သုံးစစ်မတက်သွားပါဘူးလားတစ်ချက်မှတ်ရင်သုံးစစ်အမှတ်ကြီးတက်သွားတယ်နားရာလည်းမမြဲဘူးနားတယ်လို့သိနေတဲ့အသိစိတ်လည်းမမြဲဘူးနားတယ်လို့မှတ်လိုက်တဲ့မှတ်တိစိတ်လည်းမမြဲဘူးဆိုတာဗမာလိုပါဠိလိုကြတော့နိစ္စကုံပြက်တာတွေကနှင်းမြန်အားကြီးတော့နှိမ့်ဆက်နေတကယ်ဆိုဆင်းရဲပါလားဆိုတာဗမာလိုပါဠိလိုကြတော့ဒီလိုကုံပြက်နေတဲ့ဆင်းရဲတွေဘယ်လိုများကာကွယ်လို့ရပါလိမ့်မလားဘယ်လိုမှကာကွယ်လို့မရဘူးသူသဘောတိုင်းသူကုံပြက်နေဆက်နေတာပဲကိုဆိုးမရပါလားဆိုတာဗမာလိုပါဠိလိုကြတော့အနတ္တပါလားဝေဒနာအနိစ္စဝေဒနာဒုက္ခဝေဒနာအနတ္တတွေမြင်ဒုက္ခဝေဒနာကိုလွှမ်းမိုးသွားညာညောက်ကိုပယ်နှုတ်တကယ်တော့မဖြစ်သွားပါဘူးလားဝေဒနာကိုလွှမ်းမိုးတော့ပဋိက္ခဏုတရားကိုပယ်ပြီးသားမဖြစ်သွားပါဘူးလားဒုက္ခကိန်းလာတယ်ဒုက္ခကိန်းလာဒေါသသာမန္စွာပေယမိဒုက္ခကိန်းလာဒေါသသာမန္စွာပေယမိဒေါမနတပဋိက္ခဏုတရားကိုပယ်နိုင်သွားပြီဘာလို့ထင်အောင်မှတ်လို့ပယ်နိုင်သွားတာလဲမြားညောက်တဲ့ဘက်ထင်အောင်လွှမ်းမိုးပြီးတော့သွားလို့ပယ်နိုင်သွားဒုက္ခဝေဒနာမှာတော့ဘာကိန်းတတ်ပါလဲဆိုတော့ရာဂ ानु တရားကိန်းတတ်တယ်ဥရိယပညာတို့ရောက်လာတဲ့အခါယောဂီကချမ်းသာနေပိဋိဒုက္ခတွေ
ကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာဖြစ်ตาယာနှစ်သက်နေတဲ့ဒုက္ခဝေဒနာမှာရာဂကိန်းနေတဲ့ဒုက္ခဝေဒနာမှာရာဂကိန်းနေဒုက္ခကိန်းလားရာဂတာမှန်စွာပေးရမည်ဒုက္ခကိန်းလားရာဂတာမှန်စွာပေးရမည်ဒုက္ခဝေဒနာပေါ်လာချမ်းသာရတော့အဲချမ်းသာလေးမှာตาယာနဲ့တတ်မဲ့နေတာကိုရာဂလို့ခေါ်ပါတယ်လောဘပါပဲတဲ့အဲ့ဒီလောဘကိုဘယ်လိုပေးရမလဲဆိုတော့ဒုက္ခဘိက္ခွေဝေဒနာဒုက္ခတောတထဘာဘိက္ခဝေတန္တရာဘိလာမိကိုမျောတွေးထောက်ဆတည်မြင်ကြတယ်ဩจิตจิตသမီးတို့ဒုက္ခချမ်းသာသောဝေဒနာကိုဒုက္ခတောဒုက္ခဟူ၍ဝါဒုက္ခလို့ထင်အောင်တထဘာရှုမှအာ၏ဣတိဤသောဘဂဝါမြတ်စွာဘုရားသည်ဘောဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဒုက္ခဝေဒနာပေါ်လာလို့ချင်းဒုက္ခလို့ထင်အောင်ရှုမှတ်နိုင်ရမယ်ဒုက္ခလို့ထင်သွားတော့ဒုက္ခဝေဒနာကိုตายရတဲ့လောဘတဏှာရာဂဖြစ်ပါတော့မလားပယ်ပြီးသားမဖြစ်သွားပါဘူးလားပယ်ပြီးသားဖြစ်သွားတယ်ဒုက္ခလို့ထင်အောင်ဘယ်နဲ့ရှုရမလဲဆိုဥရိယပညာတို့ရောက်လာတဲ့ယောဂီပုဂ္ဂိုလ်စူးစူးဆိုင်ဆိုင်ရှုလိုက်လို့ချင်းဒုက္ခလို့ထင်သွားနိုင်တယ်ကိုယ်ကချမ်းသာတယ်ချမ်းသာတယ်ကိုယ်မူရာပဲချမ်းသာတယ်စိတ်ကချမ်းသာတာထင်ရှားလို့ချင်းစိတ်ကိုပဲချမ်းသာတယ်ဝိပဿနာရှုတယ်ဆိုတာထင်ရှားရကိုမရှုရပါဘူးလားစိတ်ချမ်းသာတဲ့ထင်ရှားရင်စိတ်ကိုပဲရှုချမ်းသာတယ်ဥရိယပညာအရင်ပိုင်းတော့ရောက်သွားတဲ့ယောဂီပုဂ္ဂိုလ်ချမ်းသာတယ်လို့ရှုမှတ်လို့ရင်ချမ်းသာတာလေးကဘောဓိနဲ့ပြောက်ပေါ်တာကဖြစ်ပျောက်သွားတာဖြစ်ပြမြင်သွားအောင်ဓမ္မရိညာရင့်ကျက်သည်နဲ့အမြတ်အားရှိတဲ့အမြတ်ဖြစ်ပြတည်းကလျင်မြန်အားကြီးတော့နှိမ့်ဆက်နေတကယ်တော့မဖြစ်တတ်ပါဘူးလားချမ်းသာတယ်မှတ်လိုက်တော့ဖြစ်ပြန်တဲ့ပြအလျင်မြန်ဖြစ်ပြတော့ဘယ်မှာချမ်းသာဟုတ်လို့လဲနှိမ့်ဆက်နေတကယ်တော့စင်းရဲတစ်မျိုးပါလားမထင်သွားနိုင်ပါဘူးလားထင်သွားနိုင်တာနဲ့ရာဂနုတ္တိယတွေ့ပြီးသားဖြစ်တယ်ဒုက္ခပေါ်လျင်ဒုက္ခထင်အမှန်ပဲရှုရမည်ဒုက္ခပေါ်လျင်ဒုက္ခထင်အမှန်ပဲရှုရမည်ဒုက္ခဝေဒနာပေါ်လာရင်ဒုက္ခလို့ထင်အောင်ရှုမှတ်နိုင်ရမယ်အဒုက္ခမဒုက္ခဝေဒနာဥပိ္ပခဝေဒနာမှာတော့ဘာကိန်းနေတတ်ပါလဲဆိုမောဟကိန်းနေတတ်တယ်အဝိဇ္ဇာနုတ္တိယကိန်းနေဥပိကိန်းလားမောဟတာမှန်စွာပေးရမည်ဥပိကိန်းလားမောဟတာမှန်စွာပေးရမည်ဥပိ္ပခဝေဒနာမှာတော့မောဟကိန်းနေဥပိ္ပခဝေဒနာကိန်းလာတဲ့မောဟကိုဘယ်လိုများလုပ်ပေးရမလဲလို့ဆိုတော့မြတ်စွာဘုရားပါဠိတော်မှာမိတ်ကြားပါတယ်အဒုက္ခမဒုက္ခဘိက္ခွေဝေဒနာအနိစ္စသောတထဘာဘိက္ခဝေသန္တရာဘိလာမိကိုမျောတွေးထောက်ဆတည်မြင်ကြတယ်ဥจิตจิตသမီးတို့အဒုက္ခမဒုက္ခဆင်းရဲလည်းမဟုတ်ချမ်းသာလည်းမဟုတ်တော့ဝေဒနာဥပိ္ပခဝေဒနာကိုအနိစ္စသောအနိစ္စဟူဝါအနိစ္စလို့ထင်အောင်တထဘာရှုမှ၏ဣတိဤသောဘဂဝါမြတ်စွာဘုရားသည်ဘောဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပြီတည်းဥပိ္ပခဝေဒနာပေါ်လာလို့ရှိရင်အနိစ္စလို့ထင်အောင်ရှုမှတ်နိုင်ရမယ်ဥပိ္ပခဝေဒနာဆိုတော့ဝိပဿနာတရားရှုတဲ့အခါသင်္ခါရုပ္ပခဉာဏ်ရောက်ရင်တော့ထင်ရှားတယ်ဥပိ္ပခဝေဒနာဆိုတာအလွန်မထင်ရှားတာပဲတဲ့ကျန်ကနေမှာတော့မိဂဗဒဝင်လင်္စနနည်းနဲ့ဖွင့်ပြတယ်
ကြောက်ဖျားဘကိုသမင်ဖြတ်ကျော်သွားတယ်ကျော်နေတဲ့အခိုက်အတန့်မှာလူကမရှိဘူးနောက်မှရောက်သွားတဲ့အခါအတက်ချီယာကိုလည်းတွေ့ရတယ်သမင်ဆင်းသွားတဲ့အဆင်းချီယာကိုလည်းတွေ့ရတယ်ခါမှာဒီကြောက်ဖျားဘောကသမင်ဖြတ်သွားတယ်ဆိုတာမသိရပါဘူးလားအဲ့ဒါလိုပါပဲဒုက္ခဝေဒနာနဲ့အတက်ချီယာနဲ့တူတယ်ဒုက္ခဝေဒနာနဲ့အဆင်းချီယာနဲ့တူတယ်အဲ့ဒီနှစ်ခုချားမှာဥပေက္ခဝေဒနာတဲ့ဘယ်ကြရင်ထင်ရှားလဲဆိုလို့ရှိရင်သင်္ခါရုပ္ပကညာရောက်လို့ရှိရင်ထင်ရှားပြီသင်္ခါရုပ္ပကညာရောက်ပြီးတဲ့ယောဂီပုဂ္ဂိုလ်များဟောင်းနေပိနေထိုင်နေထိတယ်မှတ်နေအလိုလိုပဲမှတ်စီရအောင်နဲ့မှတ်တည်အလိုလိုမှတ်နေတကယ်တော့ယောဂီထိုင်လို့ကြည်နေရတကယ်တော့လွယ်လေးမှတ်နေရတယ်ဒီလိုရှုတော့မှတ်နေတယ်ဥပိ္ပခဝေဒနာပဲအဲဥပိ္ပခဝေဒနာပေါ်လာတော့လွယ်အားကြီးတော့တွေ့ဝေတဲ့မောဟဝင်နေတတ်တယ်ကုံတာပြစ်တာတွေမထင်ရှားတော့ဘူးမှတ်လို့ကောင်းတယ်ဖေမှတ်လို့ကောင်းတယ်ဖေမှတ်လို့ကောင်းနိုင်လဲကောင်းမှကောင်းပါရဲ့လားတွေ့ဝေနေတော့မှလို့မကောင်းဘာကိန်းနေပါလဲမောဟကိန်းနေအဝိဇ္ဇာနုပြဝင်နေပြီတရားတွေကလည်းတော်တော်မြင့်နေပြီဒုက္ခတရားမတက်တော့တရားကြည့်မလဲမရဘူးဆိုလို့နေရာမကြပါတော့မလားမကြတော့ဘူးအဲဒီဥပိ္ပခဝေဒနာမှာကိန်းနေတဲ့မောဟကိုဘယ်လိုလုပ်ပြရမလဲဆိုရိုးတတိသုစက်တိုက်မှာသင်္ခါရုပ္ပကညာဆိုတာဘင်္ဂညာအခြေခံရှိပြီးသားယောဂီကလွယ်ကူတာနဲ့ပေါ်ပေါ်ဆဆမှတ်လိုက်တာနဲ့တွေ့ဝေတဲ့မောဟမဝင်နေပါဘူးလားဝင်နေအဲ့ဒါကိုသတိထားပြီးတော့စူးစက်တိုက်ပြန်မှာစူးစက်တိုက်မှာမှတ်လိုက်တဲ့အခါစူးစိုက်မှတ်လိုက်တဲ့အခါဖောင်းနေလို့မှတ်လိုက်လေရေခနဲ့ကုံပြတ်သွားတာပိနေလို့မှလည်းရေခနဲ့ကုံပြတ်သွားတာထိုင်လို့မှလည်းထိုင်တဲ့အမူအရာလေးရေခနဲ့ကုံပြတ်သွားတာထိတယ်လို့မှလည်းထိတဲ့အမူရေခနဲ့ကုံပြတ်သွားတာပြန်မမြင်နိုင်ပါဘူးလားအမြင်နိုင်တယ်နောက်တော့ဖောင်းနေလို့မှလည်းဖောင်းတဲ့အမူအရာလေးရေခနဲ့ကုံပြတ်မတိစီလည်းကုံပြတ်ပိနေလို့မှပိနေအမူအရာလေးရေခနဲ့ကုံပြတ်မတိစီလည်းကုံပြတ်ထိုင်နေလို့မှလည်းထိုင်တဲ့အမူအရာလေးရေခနဲ့ကုံပြတ်မတိစီလည်းကုံပြတ်ထိတယ်လို့မှလည်းထိတဲ့အမူအရာလေးရေခနဲ့ကုံပြတ်မတိစီလည်းကုံပြတ်မှတ်စရာအာယုံယုတ်တရားတွေလည်းမမြဲဘူးမှတ်သိစိတ်လည်းမမြဲဘူးမထင်သွားပါဘူးလားမမြဲဘူးလို့ထင်သွားတော့တွေ့ဝေတဲ့မောဟမရှိတော့ပယ်ပြီးသားဖြစ်သွားတယ်ဝိပဿနာဉာဏ်နဲ့မောဟဖြောင်းဖြောင်းဆန်းကျင်ပဲအပြက်ကိုမြင်သွားတဲ့ဘင်္ဂညာမောဟကိုမပယ်လိုက်ပါဘူးလားဥပိ္ပခဝေဒနာမှာကိန်းနေတဲ့မောဟကိုပယ်လိုက်တယ်ဥပိ္ပကိန်းလားမောဟသာမှန်စွာပေရမည်ဥပိ္ပခာပေါ်လျင်မြဲမဲ့ထင်အမှန်ပင်ရှုရမည်ဥပိ္ပခာပေါ်လျင်မြဲမဲ့ထင်အမှန်ပင်ရှုရမည်မြဲမထင်မမြဲဘူးလို့ထင်အောင်ရှုလိုက်ကုန်ပြတ်တာကိုမြင်အောင်ရှုလိုက်တော့မမြဲဘူးမသိသွားပါဘူးလားမောဟကိုပယ်ပြီးသားအဝိဇ္ဇာကိုပယ်ပြီးသားဖြစ်တရားတွေသူတို့ကြကြတက်သွားတရားမြတ်တွေရဖို့ရပဲတဲ့ဝေဒနာကိုရှုပုံလေးဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာရှုပုံလေးအသိအတင်ပြည့်စုံသွားပါပြီဝိညာဉ်ကိုရှုပုံကျန်တဲ့ပြည်သားများရှုမှနေတတ်ပါတယ်တရားရှုမှကသစိတ်ကလေးဘူရောက်ဒီရောက်ဖျားရောက်ကြောင်းရောက်မထွက်သွားတတ်ပါဘူးလားစိတ်ကူးတယ်ကြံစီတယ်စိတ်ထွက်တယ်မမှတ်ရပါဘူးလားဘာကိုမှတ်တာလဲဝိညာဉ်ကိုမှတ်တာနေပါလေစိတ်ထွက်တယ်စိတ်ကူးတယ်ကြံစီတယ်မှတ်ခါကြမှာတော့တိတ်မတင်ရှား5ချက်လောက်မှတ်လိုက်တဲ့ခါကြမှာဒီကုစိတ်ကူးကြံလေးစိတ်ကူးကြံစီမှုတွေပျောက်သွားနောက်ဘာလို့လဲရှင်းချက်အားရှိထက်တန်းလို့ဘင်္ဂညာရောက်လာတဲ့ယောဂီပုဂ္ဂိုလ်ကတော့စိတ်ကူးတယ်ကြံစီတယ်မှတ်လိုက်ဒီကုကျန်တဲ့စိတ်ကလေးရိတ်ခနဲ့ကုံပြက်သွားတာတစ်ချက်မှတစ်ချက်ရှိကစိတ်လေးကုံပြက်ရှိကစိတ်တာကုံပြက်ဒါမြင်ပြီးတဲ့ပြင်မသိစိတ်ပါနောက်ကလက်ပြီးကုံပြက်တယ်လည်းမြင်သွားမှတ်စရာအာယုံစိတ်လည်းမမြဲဘူးမှတ်သိစိတ်လည်းမမြဲဘူးမထင်သွားနိုင်ပါဘူးလားထင်သွားနိုင်တယ်အိဋ္ဌကုံပြက်တဲ့လင်းများအားကြည့်တော့နှိမ့်ချက်နေတဲ့သူဖြစ်ဒုက္ခဒီလိုကုံပြက်နေတဲ့ဆင်းရဲတွေဘယ်လိုများကာကွယ်လို့ရပါလိမ့်မယ်ဘယ်လိုမှကာကွယ်လို့မရဘူးသူတို့တိုင်းသူကုံပြက်နေဆင်းနေတာပဲကိုယ်ဆုံးမရတယ်အနတ္တလို့ထင်သွားတယ်ဝိညာဉ်ကိုလည်းရှုတတ်ပါတယ်တဲ့ဝေဒနာနုပါဒနာတိတတိပဋ္ဌာန်နဲ့ဝေဒနာကိုလည်းရှုတတ်နေကြပါရှုတတ်သွားကြပါစိတ်ဓာနုပါဒနာတတိပဋ္ဌာန်နဲ့ဝိညာဉ်ကိုလည်းရှုတတ်သွား
ဒီမှာရှုခွက်ကတော့ဒီနှစ်ခုလောက်ပဲကောင်းပါလေတဲ့ဒုတိယအဆင့်သတ္တရောမဟာဗုဒ္ဓသတ္တရော၄ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတိပထဝီအာဘောတိဇောဝါယောသောမဟာဗုဒ္ဓ၄ပါးတို့သည်အညမညံတာချင်းအားသာသနာပစ္စိနာသာသနာပစ္စယတတ္တိဖြင့်ပစ္စယဥပါကရောကျေစုပြုသည်ဟောတိဖြစ်မဟာဗုဒ္ဓ၄ပါးပထဝီအာဘောတိဇောဝါယောဒါလည်းတရားထိုင်တဲ့အခါကျတော့ထင်ရှားနေတတ်ပါလေမာပထဝီဆိုတဲ့အတိုင်းတခါတလေထိုင်ထားရတာမာတင်းပြီးတော့မနေတတ်ပါဘူးလားပထဝီဓာတ်ထင်ရှားတာပါပဲတဲ့ကြံတန်းတာခက်မာတာလည်းမထင်ရှားတတ်ပါဘူးလားအောက်ကဒုတ်ချောင်းကြီးတစ်ခုခုထားသလိုပဲမာနေတယ်ဗျာဘယ်ဓာတ်ကိုတွေ့နေတာပါလဲတခါတည်းလဲချောချောညက်ညက်ကလေးပုံမှာထိုင်ရတယ်လို့ဗျာသုဘာကြီးပုံမှာထိုင်နေရတယ်လို့ဗျာပါလဲပထဝီဓာတ်ပဲခက်မာတာလည်းပထဝီပဲဒါထက်တဲ့ပထဝီချောမြစ်တာလည်းပထဝီပဲသူကနှုတ်နဲ့ပထဝီထင်ရှားတဲ့ယုံညာမကြာခဏလျှောက်ထားပါတယ်တခါတည်းလဲပေါ့တာလေးတာထင်ရှားတယ်လေးလိုက်တာဗျာမလျှောက်တတ်ပါဘူးလားပထဝီဓာတ်ရဲ့သဘောပဲပစုပ္ပထာအနေအချင်းထင်လာနိုင်တယ်တဲ့အာဘောကိုလည်းရှုလို့ရပါတယ်အာဘောကတော့မကြာခဏယောဂီတွေလျှောက်ထားတယ်နာရီတွေအလိုလိုယူကြတယ်ဗျာမျက်ရည်တွေလည်းယူကြလာတယ်ဗျာငိုလည်းမငိုချင်ဘူးဖေမလျှောက်ထားပါဘူးလားဘယ်ဓာတ်ကိုတွေ့နေတာပါလဲတခါမှနဲ့လောက်တော့ရွှေတွေတော့မထွက်ဘူးဗျာရွှေတွေအလွန်ထွက်တာပဲဗျာမမှတ်ရပါဘူးလားထွက်တယ်ယုတ်စီးတယ်မှာဘယ်ဓာတ်ကိုမှတ်တာပါလဲအာဘောဓာတ်ရဲ့ကိုမှတ်တာတခါတည်းလို့လည်းပူနေတယ်ဗျာတဏှာကကွက်ပြီးတော့ပူနေတယ်တဏှာကြပြန်လဲအေးနေပြန်တယ်ဗျာမလျှောက်ထားပါဘူးလားဘယ်ဓာတ်ကိုမှတ်နေတာလဲဘောကိုမှတ်နေတာမှတ်တာနေတာပဲအားလုံးမှတ်တာပထဝီလည်းမှတ်တာအာဘောလည်းမှတ်တာတိဇောလည်းမှတ်တာနေပါလေဝါယောကတော့အသုံးအကြဆုံးတရားမှရှုမှတ်တဲ့ခါမှာဥပဒနာရှုမှတ်တဲ့ခါမှာဝါယောကတော့အထင်ရှားဆုံးရုပ်ပဲတဲ့ဝါယောကိုမှတ်ရတာအများဆုံးပါပဲအဲ့ဒီဆောင်ပုဂ္ဂလိတော့ထဲ့ဆွဲအောင်ထောက်ကံတောင်းတင်းလျော့ခြင်းတမီရိမ့်ရိုင်လှုပ်ရှား၍သွားတတ်သည်သူလိုရပဲတွန်းလျက်ဆောင်သည်ဝါယောဓာရှုမှမြတ်ယောဂီထောက်ကန္တာတောင်းတင်းတာဝါယောဓာရဲ့လက္ခဏာပဲတဲ့ဖောင်းတယ်လို့မှတ်လိုက်တဲ့အခါတောင်းတင်းတာဒီမထင်ရှားပါဘူးလားထောက်ကန္တာတွေထင်ရှားတယ်ဝါယောဓာကိုမှတ်တာပဲတဲ့ပိန်တယ်လို့မှတ်တဲ့အခါမှာယော့သွားလှုပ်သွားတာလည်းမထင်ရှားပါဘူးလားပြောခြင်းတမီဝါယောဓာရဲ့လက္ခဏာပါပဲရိမ့်ရိုင်လှုပ်ရှားတမတ္တနာဉာဏ်ရောက်လာတဲ့ယောဂီပုဂ္ဂိုလ်ရိမ့်နေရိုင်းနေထိန်းထားလို့ရပါရဲ့လားထိန်းထားရင်ပို့ဆိုးသွားတယ်နှီးလည်းမနှီးသွားပါဘူးလားထိန်းထားမလားဖျားတယ်သူများလည်းကြည့်လို့မကောင်းဘူးမထိန်းထားနဲ့မပြောရပါဘူးလားညွတ်ကြဘယ်ထိအောင်ညွတ်ကြလဲကြမ်းထိအောင်ညွတ်ကြတယ်ဖျားတဲ့များညွတ်ကြလေများမှတ်နိုင်တယ်မြန်တက်တယ်ပဲမတက်ပါဘူးလားညွတ်တယ်ကြတယ်ကုန်ပြက်တာပဲညွတ်ကတညွတ်မပါသွားတာဘူးတိအောင်စူးစိုက်တော့မှတ်လိုက်မကြခင်မယောဂီကတက်သွားတာပဲကုန်ပြက်တာကိုညွတ်ထားလို့ကုန်ပြက်တဲ့သဘောလေးမှီသွားပြီဆိုတော့အဲ့ဒီရိမ့်နိုင်တယ်မကြခဏပဲကုန်ပြက်တွေမြင်သွားလို့ယောဂီထူးခြားတရားတွေတက်သွားတယ်ရိမ့်ရင်လှုပ်ရှားရွေသွားတတ်သည်ရွေပြီးတော့သွားတဲ့ယောဂီရှိကလေးရွေသွားတယ်နောက်ကလေးရွေသွားတတ်တယ်ဘေးကလေးရွေသွားတတ်တယ်ရွေသွားတတ်ပါဦးလားဘယ်နဲ့မှတ်ရမလဲရွေတယ်တရွေကတွေ့လိုက်မပါတွေ့လိုက်မပါကုန်ပြက်တာကိုစိတ်ကညှုပ်ပြီးတော့ရွေသွားတာလေးကိုမှီအောင်မှတ်ရမယ်တဲ့မှီသွားပြီရွေသွားတာကြီးကတရွေကတွေ့လိုက်မပါတာကိုများသိသွားရင်မကြာခဏပဲယောဂီရွေတာကြီးပျောက်ပြီးတော့တရားတွေတက်သွားတာပဲသူလိုရပဲတွန်းလျက်ဆောင်သည်သူလိုရပဲကိုတွန်းတာဆွဲတာတွေမရှိပါဘူးလားနောက်ကလည်းဆွဲချဘေးကလည်းဆွဲချဘယ်ဓာတ်ရဲ့သဘောကြီးတွေ့နေတာပါလဲဘာလို့လဲဟောတယ်
ဈဉ္ညာမှတ်ရင်လဲသူ့လိုရာဘက်ကိုလျှောက်ဆွဲသွားတဲ့ယောဂီကဈဉ္ညာလမ်းမတည့်တော့ဘူးကိုဖြစ်ချင်းတယ်လို့ဖြစ်လို့ရပါရဲ့လားဓာတ်သဘောတွေသူသဘောတိုင်းသူကိုဆုံးမရဘူးဆိုလည်းမထင်ရှားပါဘူးလားထင်ရှားတယ်ဝါယောဓာတ်ကိုတော့အများဆုံးမှတ်ကြရတယ်ထင်ရှားသွားပါပြီမှတ်တတ်သွားပါပြီအောက်ကံဒိဋ္ဌနေနာမရူပံအညာမညာသာသရပစ္စိနာပစ္စယောအဲ့ဒီခိုက်တံတော့ပရိသန္တိခိုက်တံဖြစ်လို့ဝိပဿနာရှုလို့မရဘူးတဲ့ပရိသန္တိခိုက်တံမှာတော့အတိကလေးကရှိုံလေးပဲရှိတယ်ပရိသန္တိခိုက်တံမှာဝိပဿနာရှုလို့မရဘူးဒီကွက်မှာဝိပဿနာရှုလို့မရဘူးဘယ်နှကွက်ရှုလို့ပြီးသွားပါမလဲနှစ်ချက်ပြီးသွားပြီနှစ်ချက်ပြီးသွားပြီသုံးနံပါတ်အချက်ကတော့ဝိပဿနာရှုလို့မရဘူးပဋိသန္ဓေအခိုက်အတန့်ဖြစ်လို့တဲ့စေတသတိကဓမ္မစေတသမုဋ္ဌာဏနာရူပနာသာသတာပစ္စိနာပစ္စယောစိတ်စေတသိက်တရားတွေကနေတော့စေတသာယုတ်တွေခြေသူပြုနေတဲ့အခိုက်အတန့်ဝိပဿနာရှုခွက်ပဲတဲ့ဓမ္မသိထင်ရှားတယ်ဆိုဈဉ္ညာလျှောက်တဲ့အခါမှာသိထင်ရှားတယ်တရိယာဘုတ်ကြီး၄ပါးမှာသိထင်ရှားတယ်တရိယာဘုတ်ကြီး၄ပါးထိုင်ရကထားတော့မယ်ဆိုလို့ရှိရင်ဥဒ္ဒနာပိတာများလောက်တမာတိညာနေအခြေခံရှိနေတဲ့ပုဂ္ဂိုလ်တွေကိုတရားနာပြီးတဲ့အခါထားရမယ်တရားရှုမှလို့အချိန်ပြည့်တဲ့အခါထားရတော့မယ်ဆိုအမြန်မထားလိုက်ပါမယ်မထားလိုက်ပါပဲနဲ့မျက်စိလေးအသားမှိတ်ထားပြီးတော့ခိတ္တခဏဆိုင်းနေလိုက်ရင်ထားခြင်းတဲ့စိတ်တွေမထင်ရှားနေပါဘူးလားထားခြင်းနဲ့မှာပြီးတဲ့အခါကျမှထားခြင်းတဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေကနေတွန်းကန်လိုက်လို့ထားတဲ့ကိုယ်အမူအရာပေါ်လာတဲ့ခါကျမှထားတယ်ခန္ဓာကိုယ်အမူအရာပေါ်ကြည့်ပြီးရွေ့တက်သွားတာပဲမာဝဟာရအဖြစ်ဘယ်နဲ့ခေါ်ပါလဲထားတယ်ခေါင်းကိုခြေလဲပုံသဏ္ဍာန်များတော့ခွာနိုင်မြခွာအပေါ်ကိုကြည့်ပြီးရွေ့တက်သွားတဲ့သဘောလေးကိုတော့သိနိုင်မြသိအောင်စူးစိုက်အပေါ်ကိုရွေ့တက်သွားတာကပစ္စည်းတရားပဲကပစ္စည်းဥပ္ပန်တရားပဲကဘယ်ဟာလဲဆိုတော့ထားခြင်းလို့မှတ်တာစိတ်ကိုမှတ်တော့စိတ္တစရတိကဓမ္မမရပါဘူးလားအဘောကိုတူးတဲ့ရွေ့တက်တဲ့အမူအရာလေးကတော့ဗမာလေးဆိုစိတ္တသမုဋ္ဌာဏနာရူပံစိတ်ကြောင့်အဘောကိုတူးပြီးရွေ့တက်သွားတာမထင်ရှားပါဘူးလားပဋ္ဌာန်းပါဠိတော်နဲ့မကိုက်ညီပါဘူးလားဟောဝိပဿနာရှုရတယ်နေရာကျလိုက်တာမြတ်စွာဘုရားဟောတဲ့အတိုင်းရှုနေရတာပဲဒီအဘောရွေ့တက်တဲ့အမူအရာလေးကိုရှုရတာတော့စိတ္တသမုဋ္ဌာဏနာရူပနာကိုရှုရတာပဲစိတ်ကြောင့်ဖြစ်တဲ့ရုပ်ကိုမရှုနေရပါဘူးလားရှုကြတယ်ဟောရွေ့တက်သွားတော့ပဲထားတယ်ခေါင်းကိုကြည့်လဲပုံသဏ္ဍာန်များတော့ခွာနိုင်မြခွာအဘောကိုရွေ့တက်နေတဲ့အစဉ်လေးကိုလည်းမိနိုင်မြမိအောင်တန်တိပိစုပ်ပါအောင်မိနိုင်မြမိအောင်စူးစိုက်လို့ရသွားပြီဆိုလို့ရှိရင်အဘောကိုရွေ့တက်နေတာကိုသိပြီးတဲ့အပြင်ပေါ့ပြီးတော့ရွေ့တက်သွားတာမထင်ရှားပါဘူးလားထင်ရှားတယ်စိတ္တသမုဋ္ဌာဏရူပနာကိုမှတ်နေတာပဲနှမျိုးလုံးမမှတ်ရပါဘူးလားထားခြင်းလို့မှတ်တာကစိတ္တစရတိကဓမ္မကိုမှတ်တာထားတယ်လို့မှတ်တာဘယ်သူကိုမှတ်တာပါလဲမှတ်တာပဋ္ဌာန်းပါဠိတော်ဒီဝိပဿနာရှုတဲ့အချိန်မှာမပါနေပါဘူးလားနေရာကျလို့တဲ့စိတ္တစရတိကဓမ္မစိတ္တသမုဋ္ဌာဏရူပနာထားတာကိုမှတ်တာသွားပြီထားရနေပြီးတော့သွားရတော့မယ်ဆိုတော့လေရက်နေတဲ့ခိုက်တံအသာလေးမျက်စိမိတ်ပြီးတော့နေလိုက်တဲ့အခါသွားခြင်းတဲ့စိတ်ကြီးမထင်ရှားနေပါဘူးလားသွားခြင်းနဲ့မှတ်လို့မရပါဘူးလားသွားခြင်းနဲ့ဆိုတာအခုပါဠိတော်မှာဘယ်နေရာကမှတ်နေတာပါလဲစိတ္တစရတိကဓမ္မကိုမှတ်နေတာပဲနောက်ပြီးမှသွားခြင်းတဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေကနေတွန်းပို့လိုက်လို့သွားတဲ့ဂုံမူရာဖြစ်လာတယ်ဘေးလန်းနေညာလန်းနေကြွရဲချရဲလှမ်းနေချလို့မှတ်နေရတာကပါဠိတော်မှာဘယ်နေရာကိုမှတ်နေတာပါလဲစိတ္တသမုဋ္ဌာဏရူပနာကိုမှတ်နေတာစိတ်ကြောင့်ဖြစ်တဲ့လေတွေကြောင့်စိတ္တဇာယုတ်တွေဖြစ်ပေါ်ပြီးတော့သွားနေတာကိုသွားတယ်ဘေးလန်းနေညာလန်းနေကြွရဲချရဲလှမ်းနေချရဲမှတ်နေရတယ်ပါဠိတော်နဲ့ဂိုင်းနေပြီနေရကြနေတဲ့သွားရကနေရဲရတော့မယ်ဆိုတော့အထူးသတိထားလိုက်တဲ့အခါတလန်း2လန်း3လန်းလောက်ကစပြီးရက်ချင်တဲ့စိတ်တွေမဖြစ်နေပါဘူးလားရက်ချင်တယ်လို့မှတ်ရပါဘူးလားပါဠိတော်မှာဘယ်နေရာကိုမှတ်နေတာပါလဲစိ
တသတိကဓမ္မအောင်မှတ်နေတာနောက်ပြီးမှရက်ချင်းတဲ့ဆေးကြောင့်ဖြစ်တဲ့လေတွေကနေတွန်းကန်ထားလို့ရက်တဲ့ကိုမူအားပေါ်လာမှရက်တယ်လို့မှတ်တဲ့အခါမှာခေါင်းကိုကြည့်လဲပုံသဏ္ဍာန်များတော့ခန္ဓာနေများခွာရက်ချင်းတဲ့ဆေးကြောင့်ဖြစ်တဲ့လေတွေကနေတွန်းကန်ထားလို့တောင့်တင်းနေတဲ့သဘောလေးကိုရက်တယ်လို့မှတ်တာဘယ်ပါဠိတော်မှတ်နေတာပါလဲရရကနေထိုင်ရတော့မယ်ဆိုလို့ရှိရင်အထူးသတိထားလိုက်တဲ့အခါထိုင်နေတဲ့စိတ်တွေမထင်ရှားနေပါဘူးလားထိုင်နေမှတ်ရပါဘူးလားဘယ်ပါဠိတော်အရာမှတ်နေတာပါလဲမှတ်နေတာတဲ့နောက်ပြီးမှထိုင်နေတဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေကနေတွန်းချလိုက်လို့ထိုင်တဲ့ကိုယ်မူရာဖြစ်လာမှထိုင်နေခေါင်းကိုကြည့်လဲပုံသဏ္ဍာန်များတော့ခန္ဓာများခွာအကူတီးပြီးရွေ့ကြသွားတဲ့သဘောလေးကိုသိနေနေမှသိအောင်စုဆိုင်ခေါင်းကိုကြည့်လဲပုံသဏ္ဍာန်များတော့ခွာလို့ရသွားပြီအောက်ကိုရွေ့ထိတဲ့အစဉ်လေးလဲပစ္စုပန်တက်အောင်မှတ်လို့ရသွားပြီဆိုလို့ရင်ထိုင်နေလို့မှတ်လိုက်တဲ့အခါကြည့်ပြီးအောက်ကိုရွေ့ကြသွားတာကိုတီးပြီးတဲ့ပြင်လေးပြီးတော့ကြာသွားတာတွေ့ရတာဘယ်ပါဠိတော်ကိုမှတ်နေတာပါလဲမှတ်နေတာမထင်ရှားပါဘူးလားထင်ရှားတယ်မှတ်တတ်နေပါတယ်တဲ့ပါဠိတော်နဲ့ကိုက်ညီအောင်မှတ်တတ်နေတော့နိမလမ်းမှလို့မဆိုရပါဘူးလားဆိုရတယ်တဲ့ဒီကြောင့်နေတော့ကျင့်လန်းစဉ်နိဗ္ဗာန်ကိုရောက်သွားပြီတဲ့ကြောင့်နေတော့ကျင့်လန်းစဉ်တဲ့ညာယတာအဓိကမာယနိဗ္ဗာနတာသတိကရိယာယယရိဒံသတ္တရောတတိပဌာနာယရိဒံယိမေသတ္တရောတတိပဌာနာအကျင်ကာယဝေဒနာစိတ္တဓမ္မာဒီရောတတိပဌာန်တရား၄ပါးတို့သည်တန်တိရှိရကုန်၏အယံဤကာယဝေဒနာစိတ္တဓမ္မာဒီရောတတိပဌာန်တရား၄ပါးကျင့်လန်းစဉ်သည်ညာယတာအပေရကကိုပိတ်စေတတ်သောအရိယာမက်ကိုအရိယာဖို့အဓိကမာယရာခြင်းဟာဧကာယနောမေကိုနှစ်ကြောင်းမကွဲတစ်ကြောင်းနဲ့သောကျင့်လန်းစဉ်ပေသည်နိဗ္ဗာန်တဒုက္ခကတိအင်းဉ္ဇာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုသစ္စည်းကရိယာယမျက်မှောက်ပြုခြင်းမှာဧကာယနောမေကိုနှစ်ကြောင်းမကွဲတစ်ကြောင်းနဲ့သောကျင့်လန်းစဉ်ပေသည်ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်ဩသာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းမဟာဗုဒ္ဓဥပဒါရူပနာမှာတော့ရှုဖို့ရမလွယ်ဘူးတဲ့ရှုလို့တော့ရပါတယ်တဲ့အချိန်ကလည်းတော်နေသွားပြီတဲ့ဒီမှာသာသတ္တပစ္စည်းတရားတွေဟာခန္ဓာ၅ပါးလုံးပါပဲတဲ့ရူပခန္ဓာတရားတွေလည်းမပါပါဘူးလားပစ္စည်းဘက်ကတော့မဟာဘု၄ပါးနဲ့ဟရိယယုတ်ပစ္စုပန်ဘက်ကတော့ပစ္စယုတ်ပန်ဘက်ကတော့ယုတ်28ပါးလုံးပါပဲယုတ်တရားတွေလည်းပါနေတယ်ဝေဒနာခန္ဓာဆိုတာလည်းပါနေတယ်နံတရားတွေကတင်ညက်ခန္ဓာဆိုတာလည်းသင်္ခါရခန္ဓာဆိုတာလည်းဝိညာဉ်နဲ့ခန္ဓာဆိုတာလည်းပါနေတယ်တဲ့အဲ့ဒီခန္ဓာ၅ပါးကိုမြတ်စွာဘုရားတစ်ချိန်သောအခါမှာဒင်္ဂမြတ်ကန္နာကျောင်းမှာသတင်းသုံးနေတဲ့အခါမှာယဟန်တော်များကိုဒီခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တသဘောတွေခန္ဓာ၅ပါးရဲ့သဘောတွေမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်ဥပမာတွေနဲ့ဟောပြခဲ့ပါတယ်ဖေနပိဏုပမာရူပံယုတ်တိဖေနပိဏုပမာရေမြုပ်ဆိုင်လျင်ဥပမာရှိ၏ယုတ်တရားကြီးဆိုတာရေမြုပ်ဆိုင်နဲ့တူတယ်တဲ့ရေမြုပ်ဆိုင်ဆိုတာဘာတစ်ခုမှခိုင်မာတာမရှိဘူးချက်ချင်းပဲပြက်သွားနိုင်တယ်တရားဥဒ္ဓလေးတစ်ခုကြားတာနဲ့မပြတ်သွားပါဘူးလားကျန်တာပြည်သားများတဏ္ဍာမိတို့တဏ္ဍာမရှိနေယုတ်တရားလည်းဒီတိုင်းပါပဲကလလတ်ရည်ကြီးလေးကဆောက်တော့ပြက်သွားနိုင်တယ်အကြောင်းကြောင့်နေကြောင့်မပြည့်စည်နိုင်ပါဘူးလားမြဲဘူးတဲ့အနိစ္စဒုက္ခအနတ္တသဘောတွေပဲတဲ့အကြောင်းကြီးလို့မပြည့်တာတော့မှတက်တန်းစီတော့မပြည့်သွားပါဘူးလားမြတ်စွာဘုရားလက်တဲ့တော်ခါကတော့တက်တရားနှစ်တရားတမ်းမှဘုရားဤကံပြည့်သွားတာပါပဲတဲ့ဒီမြုပ်ကြီးကရောက်နေညညလို့ကြောင်းနေမြစ်တည်းမှမပြည့်သေးလို့ရှိရင်သမုဒ္ဒရာပင်လယ်ထဲရောက်တော့ပြက်ကိုပြည့်စည်သွားတယ်သမုဒ္ဒရာလိုက်နေပို့လိုက်တော့မပြည့်သွားပါဘူးလားခန္ဓာကိုယ်ကြီးရဲ့ရုပ်တရားတွေဒီတိုင်းမှာကလလရေကြီးကစပြီးတော့အကြောင်းနဲ့ညညလို့မပြတ်ဘူးဆိုတာတော့မှတက်တန်းကုန်တော့ပြတ်တယ်မြဲဘူးအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောပဲလို့မြတ်စွာဘုရားဟောကြားပါတယ်။တောင်မုတ်ကလေးတွေပါထဲဆိုရအောင်
ရူပံဤယုတ်ရေမြုပ်တန်တံအနိစ္စဘေမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရအမှန်အနတ္တမုဋ္ဌဧဝကံရူပံဤယုတ်ရေမြုပ်တန်တံအနိစ္စဘေမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံဝေဒနာကတော့ဘာနဲ့တူလဲဆိုဝေဒနာပုဂ္ဂလူပမာဝေဒနာဒီပုဂ္ဂလူပမာရေဘွက်လင်ဥပမာရှိရေပြင်ပေါ်မှာကြလာတဲ့မိုးပေါက်ပွက်ကလေးတွေကြာပြီးတဲ့ပြက်သွားကြာပြီးတဲ့ပြက်သွားဝေဒနာဟာလည်းဒီတိုင်းပဲပေါ်ပြီးတဲ့ပျောက်သွားပေါ်ပြီးတဲ့ပျောက်သွားမရညာရင်းကျက်လာတဲ့ပုဂ္ဂိုလ်မထင်ရှားပါဘူးလားဘာနဲ့တူလဲရေဘွက်နဲ့တူတယ်တဲ့ဝေဒနာဆက်ရေဘွက်တန်တံအနိစ္စဘေမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရအမှန်အနတ္တမုဋ္ဌဧဝကံဝိနာတော့ရေဘွက်နဲ့တူတယ်မရိစီကုပမာတင်ညာတိမရိစီကုပမာတန်လျက်လင်ဥပမာရှိ၏တင်ညာကတော့တန်လျက်နဲ့တူတယ်တန်လျက်ဆိုတာငွေခါနေတွေတိတ်ပူတဲ့အခါမှာလဲပြင်းနေမှာလမ်းနေပေါ်မှာတန်လျက်တွေတလက်နဲ့ဖြစ်နေရေလို့ထင်ရတယ်မထင်ရပါဘူးလားအဲ့ဒါလည်းဘာတစ်ခုမှမမြင်ဘူးတဲ့ဒီလိုပဲအခုတင်ညာဟာလည်းဒီတိုင်းပါပဲတဲ့သူပဲငါပဲအမျိုးသားပဲအမျိုးသမီးပဲအဖြူပဲအနီပဲအကြောင်းပဲအကြားပဲလို့မှတ်နေတာနိစ္စပဲဒုက္ခပဲသူပါပဲလို့မှတ်နေတာဘာတစ်ခုမှခိုင်မြဲတာမရှိပါဘူးတဲ့အမြဲပဲဖြစ်ပြနေတာပဲအနိစ္စဒုက္ခအနတ္တတွေပါပဲတဲ့တင်ညာအမှားတန်လျာတန်တံအနိစ္စဘေမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရအမှန်အနတ္တမုဋ္ဌဧဝကံဒီညာတော့တန်လျာနဲ့တူတယ်တန်လျာဆိုတာရေလိုထင်းရတာအထင်လွဲစရာကြီးတွေပဲရေငတ်နေတဲ့သမင်းတန်လျာကိုရေထင်းတော့လိုက်တော့ဖမ်းလိုက်တာနောက်တော့ရင်ခွဲနာကြပြီးတော့မသိသွားပါဘူးလားပုဂ္ဂိုလ်တ attva တွေဒီလိုပဲယူအမဲအကြောင်းကြားတင်နေတဲ့လှပတဲ့စသည်ဖြင့်မှတ်လိုက်တာမှတ်နေလိုက်တာအဲ့ဒီအစွဲတွေကြောင့်ဘဝတန်ခါမှာသိကြရတဲ့ဘဝပေါ့မိအတွက်နိုင်သူပဲငါပဲပုဂ္ဂိုလ်တ attva ပဲဒီအစွဲတွေနဲ့ပဲသိကြရတဲ့ဘဝတွေမရအတွက်နိုင်တော့ဘူးဘာဖြစ်လို့တင်ညာအမှားလွဲလို့ပဲတဲ့သူပဲငါပဲသူပါပဲအတ္တပဲလို့သူတို့အမှတ်တရားလွဲနေတော့ပူရတဲ့ဘဝနာယဘဝတရားတဲ့ဘဝဒီမဆုံးနိုင်တော့ပါဘူးအမှတ်လွဲနေတော့သူလည်းအနိစ္စဒုက္ခအနတ္တသဘောတွေပါပဲတဲ့သင်္ခါရကတလူပမာသင်္ခါရတရားတို့တွေကတလူပမာငပြောတုံနဲ့တူကုန်၏ငပြောတုံနဲ့ဥပမာရှိကုန်၏သင်္ခါရတရား50ရှိတယ်သူကတော့ငပြောတုံနဲ့တူတယ်တဲ့ငပြောတုံမှာအထက်တိအဖက်တိမများပါဘူးလားအနှစ်သာရရှိပါရဲ့လားအိမ်ဆောက်လို့ရပါလားဘာတစ်ခုမှလုပ်လို့မရသင်္ခါရတရားနဲ့ဒီတိုင်းမှာပဲဘာတစ်ခုမှအသုံးမကြောက်ဖြစ်ပြတဲ့ပြက်မမြဲတဲ့သဘောတွေပဲတရားတစ်ပါးနဲ့တစ်ပါးလည်းမတူကြဘူးတဲ့သူလက္ခဏာနဲ့သူအမြဲတမ်းပြောင်းလဲပြက်စီးဖြစ်ပြကုန်ပြက်နေကြတာပဲတဲ့သင်္ခါရတဘောမပြောတန်တံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရအမှန်အနတ္တမုဋ္ဌဧဝကံဝိညာဉ်ကတော့ဘာနဲ့တူလဲဆိုမာယုပမစ္စဝိညာဏဝိညာဏဝိညာဉ်သည်ဝိညာဏစ္စဝိညာဉ်သည်လိမာယုပမမျက်စိရုပ်နဲ့တူ၏ဣတိတို့အာရိသဗန္ဓုနာနေမိအဆွေဖြစ်တော်မူသောမြတ်စွာဘုရားသည်
ဒေတိတာကောင်းစွာမသွေဟောကြားတော်မူအပ်ပါပေတည်းဝိညာဉ်ကတော့မျက်လိရုပ်ကလေးနဲ့တူတယ်မျက်လျက်သမားတွေအုတ်ခဲလေးကိုကင်ပြကြည့်နေနော်ကြည့်နေချက်ချင်းမဲ့ရွှေတုံးကြီးမဖြစ်သွားတတ်ပါဘူးလားအမြန်ပြောင်းနေလိုက်တယ်မြန်အားကြီးတော့လူတွေမသိလိုက်ဘူးတဲ့ဂေါ်လီလုံးလေးကင်ထားတယ်ကြည့်နေကြနော်ဘာလေးလဲဂေါ်လီလုံးလေးချက်ချင်းမဲ့စိန်တုံးကြီးဖြစ်သွားတယ်အမြန်ပြောင်းနေလိုက်တော့မျက်လျက်သမားအမြန်ပြောင်းနေလိုက်တော့အမြင်တွေမမှားတော့ပါဘူးလားအဲ့ဒါလိုပါပဲဝိညာဉ်ကလည်းမျက်လျက်သမားနဲ့တူတယ်တဲ့သွားနေတာလဲဒီရုပ်ပဲရက်နေတာလဲဒီရုပ်ပဲသွားနေတာလဲဒီစိတ်နဲ့သွားတာပဲရက်လိုက်တယ်လဲဒီစိတ်ပဲထိုင်တာလဲဒီစိတ်ပဲလျှောင်းချလိုက်တယ်လဲဒီစိတ်ပဲလို့မထင်ရပါဘူးလားမြန်အားကြီးတော့မျက်လက်ပြသူမဖြစ်နေပါဘူးလားတကယ်စင်စစ်တော့ဉာဏ်ပိဋကများလို့ဝိပဿနာရှုရတဲ့ပုဂ္ဂိုလ်တွေအတွက်ဆိုတော့သွားတဲ့စိတ်ကတစ်ခုရက်တဲ့စိတ်ကတစ်ခုထိုင်တဲ့စိတ်ကတစ်ခုလျှောင်းတဲ့စိတ်ကတစ်ခုစီဖြစ်နေတာကိုမြန်အားကြီးတော့ဒီစိတ်ပဲလို့ထင်နေရတာမျက်လက်သမားနဲ့မတူပါဘူးလားမျက်လက်နဲ့တူတယ်တဲ့ဝိညာဉ်အတ္တိမျက်လိပုံဟံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံဝိညာဉ်အတ္တိမျက်လိပုံဟံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံရူပံဤယုတ်ရေမြုပ်တန်တံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံဝေရဏဆက်ရေဘွယ်တန်တံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံပညာအမှတန်လျတန်ထံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံသင်္ခါရသဘောမပြောတန်တံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံဝိညာဉ်အတ္တိမျက်လိပုံဟံအနိစ္စပဲမမြဲဤကံဆင်းရဲဒုက္ခဖြစ်ရမှန်အနတ္တမုဋ္ဌဧဝကံဒီကဲ့သို့ယနေ့ခုက၌သာသတ္တပစ္စည်းကိုပါဠိတော်နှင့်တကွဝိပဿနာရှုပုံများနှင့်တကွနာကြရသဖြင့်နာကြရသောအတိုင်းလိုက်နာကျင့်ကြံပွားများအထောက်နိုင်ကြပြီလျှင်မိမိတို့လိုရှိရတောင်းတတဲ့တရားဥဒေမြတ်တို့ကိုဒုက္ခကတိအင်းငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောခြင်းဖြင့်လျင်မြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း